ရာအော်ပီဂျေဤစာပေဟောပြောခြင်းစီစဉ်စတင်ခြင်းဖြစ်ပါရခင်ဗျာတို့ဖြစ်ပါ၍ဆရာအော်ပီဂျေခင်ဗျာမယုံဘူးကောင်းစဉ်ဖြင့်စတင်ဟောပြောပေးပါရန်စာပေစင်မြင့်ထက်သို့လေးစားစွာဖိတ်ကြားအပ်ပါရခင်ဗျာခန္ဓာမူကတော့ဆ iam မကျူးတော့လည်းသူဖတ်ချင်ဖတ်တယ်ကျွန်တော်အလဲကြလဲသူဖတ်ချင်ဖတ်တယ်ဟိုဆိုင်ကိုလာတောင်းလာခန္ဓာမူလားကျွန်တော်တို့ကိုရေးချင်းကိုလာတောင်းတယ်မလားဘယ်သူတောင်းလားဘယ်သူလာတောင်းတော့လို့ပြီးတော့တောင်းပြီးမဖတ်ဘူးကျွန်တော်နဲ့တင်တာဝန်ကျော်နဲ့ပတ်သက်တဲ့ဟာတွေလည်းမပါဘူးဟဲ့လားခေါင်းစဉ်တစ်ခုပဲယူတယ်ကျန်တာတွေကဟိုးအဟောင်းဘသူပြုစုထားမှမသိတဲ့ဟာကိုဟောပြောဝဲတော်တော်များများမှာဆက်ယူတယ်အမှားတယောက်ကစမှားပြီးရင်သူဆက်ပြီးယူတယ်ဆ iam မကျူးလည်းသူတောင်းတယ်ဆ iam မချူကပြောတယ်ကျွန်မပြီးတဲ့ဟာလည်းမဖတ်ဘူးတဲ့ကြောက်ဖတ်တယ်တဲ့အခုလည်းကျွန်တော်ပြီးတဲ့ဟာမဖတ်ဘူးကျွန်တော်တို့ကလေအဲ့ဒီကျွန်တော်စောစောပြောလေကြောင်းနေဆိုကျွန်တော်လည်းမမှတ်ဘူးနောက်ပြီးကာတွန်းရေးတယ်ဆိုတာဗျာဘယ်သူပြောမှမသိပါဘူးဘယ်နည်းနေ့အတိကနေစရေးတယ်ဆိုတာဘယ်ရှိပါမလဲမလီ1900ဘယ်လောက်လဲဇန်နဝါရီ4ရက်နေ့စရေးအဲ့တယောက်ကမှားရေးခဲ့တာလေအဲ့ဒါဒီဆက်ဖတ်ကျွန်တော်တို့စီတောင်းထားတဲ့စာရွက်ကြတော့မဖတ်ဘူးအဲ့ဒါအခမ်းအနားမူတာအပြစ်ပြောတာမဟုတ်ဘူးကျွန်တော်တို့မြန်မာရဲ့ထုံးစံမြန်မာတကယ်ကတော့နောက်ဆုံးတောင်းတော့ဒီစာရွက်ကလေးကိုကျွန်တော်ထုတ်ပြီးတယ်မလားအဲ့ဒီကခန္ဓာမှုဖတ်တာခေါင်းစဉ်တစ်ခုပဲဖတ်တယ်ကျန်တာတွေကအရင်ဟာတွေပဲဒီလိုမှသိရင်ခေါင်းစဉ်ပဲပြီးပါဆရာကြီးဆိုပြီးရောအခုစာရွက်တွေတောင်ပုံသွားလိကျွန်တော်တို့အဲ့ဒါဒီခန္ဓာမဟုတ်ဘူးအခန္ဓာမူရောတကယ်တော့ဟိုအတန်တအားကောင်းတယ်အဲ့ဒီလွဲတာတစ်ခုပဲအတန်တာဘာလို့မှန်းကိုမသိဘူးအဲ့လိုလာတောင်းပြီးသူတို့ငကိုရေးထားတဲ့ဟာကိုပဲဖတ်တယ်ပေးတက်ကတော့ဒီနေ့ share ပါပဲတညင်မှာကျွန်တော်ဟောတာ10 ခါလောက်တော့ရှိပြီဒီတစ်ခါအင်အားအများဆုံးပဲဒါတောင်မှအမျိုးတွေထင်တယ်အာနာလို့နော်ဘာဖြစ်ဗျာကျေးဇူးတင်ပါတယ်ဘောဆိုမီးလေးလည်းလင်းတော့အခုနေပြန်တော့ကြမှာပြန်ရင်တော့အော်မှာကျွန်တော်အကြာကြီးမဟောပါဘူးဘာလို့လဲဆိုတော့အာနာလို့သူပြင်းတော့လူငယ်တွေမတွေ့ရဘူးခါတိုင်းရှိုံတာပဲအားနေလို့လားစီစဉ်တာပဲအားနေလို့လားဘလုံးပွဲပဲကောင်းလို့လားဘလုံးပွဲလည်းကောင်းတယ်အခုဆိုဘာစီလိုနာတော့ကြကန်တော့မှာနော်ဘယ်လန်စီယာနဲ့ကျွန်တော်ဒီစင်လေးလည်းတော်တော်ကြိုက်တယ်စင်ကဒီစင်လေးကနှိမ့်နေလေးပဲဆ iam မကျူးတော့ okay ပဲမို့ရင်ခုံရှာလို့သူဟောမဲ့လေဆိုတကယ်တော်ပြီပေါ့ခါပေါ်ပြီပေါ့တချို့မြန်မာပြည်စင်တယ်လေအမြင့်ကြီးကျွန်တော်လောင်ကြည့်လို့ခြေပြားထောက်ရတယ်မြန်မာပြည်ကအကုန်ကကျန်တဲ့လူတွေအကုန်ကကျွန်တော်အရက်တောင်6ပေနီးပါရှိတယ်တော်ပြီပေါ့ဒီလောက်ဆိုဟာဗမာပြည်ကကျွန်းနေပေါ်တိုင်းရှောက်လုပ်ထားတာအမြင့်ကြီးတွေအဲ့တော့အဲ့ဒီအတွက်ကုန်သေးတယ်ပြီးတော့တခါနောက်ကခုံခူးတော့ခုံအတွက်တခါတစ်သားထပ်ကုန်သေးတယ်မတွေးကြလားကဘာမှာရှိတဲ့အိုဘားမားတို့လီရှောင်လွန်တို့အရက်အရှိတွေပဲသူတို့စင်ရတဲ့လောက်ပဲရှိတာကျွန်တော်ဗမာကျတော့ဂျပုကြီးစင်တေကြအမြင့်ကြီးဘာဒီလျှောက်လို့မှလည်းမသိဘူးလို့မတွေးကြလားအခုတော့ဒီအခမ်းအနားတော်တော်လေးကောင်းတယ်အတန်စနစ်လေးတော်တော်ကောင်းတယ်ကျွန်တော်မတွေးတာအခမ်းအနားမှုလဲကျွန်တော်အပြစ်တင်တာမဟုတ်ဘူးဘာလို့များကျွန်တော်တို့စီလာတောင်းလို့လာတောင်းရင်လည်းလာတောင်းတာနောက်ဆုံး update ကိုဖတ်လေနောက်ဆုံး update ကိုမဟုတ်ဘူးမယုံရင်အခမ်းအနားမှုရှင်းကြည့်ကျွန်တော်ပြည့်ရစာသေးသေးလေးမလားအဲ့ဒီသေးသေးလေးဆိုအဲ့ဒီသေးသေးလေးပဲဖတ်ပေါ့ဆိုကျွန်တော်တို့ကကြီးတွေတူလေးပဲကြီးတော့
အဲ့ဒီအရှိကြီးတွေဖတ်ရင်မကြိုက်ဘူးသိလားကြားတယ်ဘာဒီမှလည်းမသိဘူးကြောင်းနာမယ်တရောမူလာတန်းတော့ပေါ့အဲ့ဒီမပါခြင်းလို့မှတူတာလေးပြီးတော့မဖတ်ဘူးဆရာမကျူးလည်းစိတ်ညစ်တယ်ဆရာမကျူးကကြသူနောက်ဆုံးသားတစ်ခုယူတယ်အမျိုးသားစားဖြစ်သူရတဲ့ဟာလေးကွက်ယူလိုက်တယ်ရှေ့ကဟာဟိုအဟောင်းကြီးမျိုးအဲ့တော့ကျွန်တော်တို့ကအဲ့လိုမတွေးတာဗျတီတီချာချာကိုမတွေးတာကြာပြီအခုဆရာကြီးဒေါက်တာဦးဝင်းပြောသွားလားဗျာတအားကောင်းတာဆရာကြီးမရှိတော့ထင်နော်အဲ့ဒါသူတင်ပြောပါတကယ်ပါကျွန်တော်တို့စာညသာကြွေတော့မှာကိုလိုက်လာအင်မတန်ကိုကြက်တီရှိတကယ်ကိုအငိမ့်သားပါမောခါချုပ်ကြီးမှန်တိတာလိုက်တာပြောတော်လိုက်တာချစ်ချစ်လေးလေးထီတီမိမိကောင်းလိုက်တာအော်ဘီဂျေကြီးကလည်းတကယ်ကိုကြိုက်တာသိလားမမှန်တော့ဆရာကြီးပြောတာကပြည့်စုံပါလေနော်အဲ့တော့ကျွန်တော်ဒီနေ့ပြောမဲ့ကောင်းစဉ်ကခန္ဓာမှုပြောတယ်ပါလေမယုံဘူးဟုတ်တယ်နော်ခန္ဓာမှုမယုံဘူးဆိုတော့ဗမာကအငိမ့်သားဗမောခကြီးပြောတဲ့စာဖတ်ပါမယုံဘူးဆရာမကျူးပြောတဲ့စာဖတ်ပါမယုံဘူးဘာလို့မယုံလဲသိလားဟိုးတလောကလည်းသိတော့အဲ့ဒီအခုလည်းစာအုပ်ဒီစာဖတ်ပါပြောပြီးစာအုပ်ဆန်ပြီးသိမရောဘောကြောင့်မဖတ်လို့ကျွန်တော်ကြည့်တယ်ကျွန်တော်လုံးလေးအုပ်ဝယ်တယ်ဘောဆိုဖတ်ချင်လိုက်တာကောင်းလိုက်တာလူတွေကစာမဖတ်လို့စာပုတ်နေကြတာစာပုတ်တယ်ဆိုသိရမလားပုတ်တယ်ရှယ်ပဲပုတ်တော့မအိမ်ကမိမစာပုတ်တာခြေထောင်တွေကမထွက်သေးပုတ်နေပြီကျွန်တော်ပြောတယ်ဟိုတနေ့ကလည်းစပြီးကြည့်မဲနဲ့ဆိုးဆိုးရှိသေးတယ်ဗျာရန်ကုန်မှာလည်းအမြန်လန်းနဲ့ကားမှလူ3ယောက်သေးသူကြော်ခေါင်းစဉ်ကြည့်အောင်လည်းကြော်လိုက်တယ်အော်မိမဆိုးဆိုးစီစီအနေထားအောင်မလို့လားဆိုဟုတ်ဘူးတဲ့တည်တဲ့လူနဲလို့ပဲဘောက်ဆိုဟိုတနေ့ကအယောက်20တောင်တရားလေးတဲ့ဒီနေ့3ယောက်ထဲတဲ့ဘာဆွမ်းလို့လဲတဲ့ဟုတ်တာဗောကျွန်တော်တို့ကလေသူများဒုက္ခရောက်လို့ဖတ်ကောင်းနေပဲအေးဒီတညင်နာကြီးဒီနာမှာဆိုင်ကယ်မောက်ဆိုမလေးနေတိုင်းမောက်ကြဘာလို့ဖတ်ပါဘူးမဲအဲ့ဆိုင်ကယ်မောက်စကတ်ကောင်းဆိုရင်ကြတော့ဖတ်ပြီးဘောက်ဆိုဟေးဘသူလေးနဲ့မသိဘူးလို့ပြီးသူများဟိုမှာဒုက္ခတွေရောက်လို့ဒီကဖတ်ကောင်းနေပြီကျွန်တော်ကဟိုတနေ့ကလေသိလားရန်ကုန်တော့ဗျာမြို့နယ်တော့မပြောတော့ပါဘူးပြောရင်နောက်မှဖိတ်မှာဆိုလို့စာကြည့်လိုက်ဖွန်ပွဲလှုပ်တာစာပေဟောပြောဝဲတဲ့ဖဲကျိုးဖြတ်ပြီးတဲ့အဲ့ဒီရက်ကွက်ဥက္ကရာကြီးပြီးတော့ရင်ွေးချမ်းထောင်ဆိုင်တော့ဥက္ကရာကြီးဒီစာကြည့်လိုက်ကြီးကိုဖဲကျိုးဖွင့်တာခင်ဗျဟုတ်တယ်နော်ဟုတ်တယ်ကျွန်တော်ဖွင့်ပြီးရှာကြီးအဲ့ဒါစာတော်ဖတ်မှာပေါ့ဆိုတလုံးမှဖတ်ဘူးလေဟောအဲ့ဒါဒီစာကြည့်ကြီးကဘယ်လိုလဲစာကြည့်ကြီးကဒီရက်ကွက်ထဲကလေချမ်းသာတဲ့လူတွေကသူရပ်ပွက်လေးမှာတော့စာရက်လေးတခုရှိတဲ့နေဆိုပြီးဟဲဟိုတောင်းထိုင်နေတဲ့လူပေါ့ဟေးလာလေသူမိတ်ဆက်ပြီးသိလားလက်သေးဒီရပ်ကွက်မှာ तू အခုစီးပွားရေးကောင်းလာလို့စာရက်လေးထောင်ပြီးတော့တဲ့ဟာနဲ့ကဲတသေးလို့ကျွန်တော်တငယ်တော့တသေးလေးလို့ခေါ်တယ်တသေးလေးခင်ဗျားကတော့စာရက်တန်းထောင်ပြီးရဆိုတော့စာတော်ဖတ်မှာပေါ့နော်ဆိုတလုံးမှဖတ်ဘူးတဲ့ဟမ်ပြီးမှ तू လည်းပြောဟိုဓာတ်တိုင်အောက်ကလေးတဲ့အဲ့ဆိုင်ကလမားတဲ့မချက်တဲ့တော်ဖတ်တယ်တဲ့စာဟာစာမဖတ်ရင်ဥက္ကဋ္ဌဖြစ်တယ်တထေးဖြစ်တယ်စာဖတ်ရင်ဆိုင်ကနေရတယ်ချက်ချိသိလားမယုံဘူးစာဖတ်ခြင်းကိုမယုံတော့လက်တွေ့ဘဝမှာကျွန်တော်တို့မြင်နေရတာတွေကပြောင်းပြန်ဖြစ်ကျွန်တော်တို့ကစာဖတ်ပါပြောလို့မရဘူးဥပဒေကိုလိုက်တော့ဥပဒေထက်မှဘယ်သူမှမရှိဘူးသူပဲရှိတယ်ဟာဟေးတို့ကုညီပြသည်ပြည်သူရဲ့အာကိုမယ်
CCTV နဲ့ကြည့်ပြီးတော့ပြစ်မှုတွေကိုကြည့်ထားတာပြစ်မှုတွေမကျူးလွန်အောင် CCTV ပဲပျောက်သွားရောဟေးမလုံးနဲ့မူရည်စုံမကောင်းတာမလုံးနဲ့ဟုတ်တယ်ဆေးပြား၅ပြားလောက်နဲ့ဖမ်းမိသွားတယ်ရုပ်ရှင်မင်းသားတယောက်ထောင်ပနေနဲ့လည်းမပြီးကြဟောတတိလုံးမိတာပိုင်ရှင်မဲ့ဟာဟိုမှာတယောက်နဲ့တယောက်ချရတာဟိုကောင်ခေါင်းကွဲသွားတယ်သွားထောင်နဲ့3လငါးလောင်းပြိုင်တက်လာလုံးဝကိုမပေါ်တော့ပြီးရောအဲ့ဒီခါမှာကျွန်တော်တို့အမှန်တရားကိုယုံတော့လားမယုံဘူးနော်မယုံတော့လားအမှန်တရားတွေရှိတယ်မယုံတော့ဘာနဲ့တူလဲဆိုကျွန်တော်တို့ကပညာပြေဝနှလုံးလှကောင်းတယ်နော်လှပညာနဲ့နှလုံးနဲ့2မျိုးရှိတယ်ပညာကိုကျွန်တော်ရိုးပဲကျွန်တော်နားလည်လို့အောင်ပြောရင်မှန်တော့2ခုလုံးခံစားမှုရောဝါဒီအုံနောက်ထည့်လာတာဒါပေမဲ့ကျွန်တော်တို့ကရိုးသင်္ကေတခေါင်းဒီစဉ်းစားတယ်နှလုံးဒီခံစားတယ်မှန်တော့ခံစားလာလဲဒီထည့်ရပဲဒါပေမဲ့ကျွန်တော်ကဒီလို object ဆိုရင်တစ်ခါလေးခံစားလာဖင်ညောင်ရိုးရဒီခံစားတယ်ကြောက်ပြီဆိုရင်လေဖင်ညောင်ရိုးကိုစိတ်လာဒီလားမတက်နိုင်ဘူးလေအဲ့ဒါဆိုဖင်ညောင်ရိုးရပဲငါကြောက်တယ်ထင်တော့လားမှန်တော့အုံနောက်ကပဲအလုံးလုံးတာပါသဘောပြောတာအဲ့တော့ဒီနှလုံးသားနဲ့အုံနောက်ကတက်ထက်သေးမဖြစ်တော့လားနင်းနေကြာသွားပြီနင်းကြာသွားတာအဲ့ဒီခါမှာစာဖတ်စီခြင်းဟာဒီမှာကဲပွဲကြီးလုပ်လိုက်တယ်ဘလောက်ပတ်စံနေကုန်လဲကျွန်တော်သိတယ်ဘလောက်ဒီအခါလဲဘလောက်ဒီစီမန်းလဲလူတိုင်းထိုင်ကုန်နဲ့ထိုင်ရအောင်ခုံတွေကိုတော်တော်များများအစ်စ်တွေကြီးပဲလို့ရတယ်လာဦးမယုံဖဲယုံမှာတော့ဟောနာတို့ဟောပြီးဒီတိုင်းပဲပြီးဟောပြီးလို့ဒီဟောရင်ဒီတချို့နားထောင်နေလို့တကယ်ကြိုက်တာတော့လက်ခုပ်တွေဖြောင်းနေအဲ့ဒီလက်ကုပ်တော်တအားဟောကြလားဆရာမကြီးကောင်းတာဆရာနေဝင်းမြင့်ကောင်းတာကောင်းတယ်ဆရာတော်လေးဟောနေဟာတာလူပါဆိုတအားကြိုက်တာပဲကြီးညိုလိုက်တာကြိုက်လိုက်တာအဲ့ဒီထသွားအဲ့ဒီထိုင်ကွာမှပူးကြံနေသေးတယ်အုံနောက်ကမပူတော့လှဲလိုက်တာနဲ့အုံနောက်ကချက်ချင်းပြန်အေးသွားတယ်ဘာနဲ့တူလဲဆိုတော့လေကျွန်တော်တို့ကဒီလိုကြိုးရမ်းလျှောက်တဲ့ပေါ့ဗျာရုပ်ရှင်တွေပါကြီးတယ်တော့တွေ့ပြီးမှမပြည်မှာတော့ဆက်ကတ်ကနေသွားလို့အဲ့လိုကျိုးတိုင်းကြီးကိုရှောက်တယ်ဆိုတာနိုင်ငံခြားမှာဆိုရင်ဟိုဘက်တောင်ကဘာနဲ့ဒီဘက်တောင်ကဘာဒါမှမဟုတ်ဟိုဘက်ကအမြင့်အထက်တရလောက်ရှိတဲ့တိုက်နဲ့ဒီဘက်ကအထက်တရလောက်ရှိတဲ့တိုက်ကြီးကိုတမ်ဒီကျိုးတိုင်းဆွဲပြီးတော့မှရှောက်တာကျိုးတိုင်းရှောက်တဲ့လူကရှောက်ပြတတော်တော်ဟာရှောက်ပြဟိုဘက်ရောက်သွားအောက်ကလက်ခုပ်ဒီတစ်ဖက်ဝင်ဒီမိုက်တယ်တော်လိုက်တာပေါ့နောက်တစ်ခေါက်ကျသူကအလုတ်မလျှောက်ဘူးသူ့ပခုံးပေါ်မှာတရင်ခွဲစာအိတ်တိတ်တင်လျှောက်တယ်တရင်ခွဲဆိုလူတကူစားလောက်လေးတယ်အဲ့ဒီတရင်ခွဲစာအိတ်တိတ်ကိုလျှောက်တယ်ဟိုးတွေဒီလျှောက်တယ်ဟာကောင်းလိုက်တာတော်လိုက်တာတရင်ခွဲလူအလွတ်တော်မဟုတ်တရင်ခွဲတဲ့အိတ်ကိုထမ်းလျှောက်သွားနောက်တစ်ခေါက်ကျလေဘယ်လောက်ထိတော်လဲဆိုစာအိတ်နှစ်အိတ်တရင်ခွဲကြီးနှစ်အိတ်ထမ်းလျှောက်တာဟိုဘက်ကနေဒီဘက်တစ်ခါလျှောက်ပြောင်းဟောဝိုင်းလည်းပွားတော်လိုက်လက်ကုပ်လေးဒီနောက်ဆုံးတစ်ခေါက်ကျတော့အဲ့ဒီကြိုးရမ်းလျှောက်တဲ့လူကအောက်ကပရိသတ်ကိုလှမ်းပြီးပရိသတ်ကြီးခမညာကျွန်တော်ကြိုးရမ်းကိုပိုင်နေလျှောက်နိုင်တာယုံမသလားခမညာဆိုယုံပါတယ်ခမညာယုံပါတယ်ကျွန်တော်ဟာလူတကိုးစားစံတည်င်းခွဲတောင်မဟုတ်ဘူးနှစ်အိတ်တောင်ထိုင်လျှောက်တယ်ဆိုတာကိုခမညာတို့ကိုယ်တိုင်မြင်တယ်မလားဟုတ်ပါတယ်ခမညာယုံပါတယ်ခမညာကျွန်တော်ဟာလူနှစ်ကိုးစားစံအိတ်တောင်ထမ်းလျှောက်နေတာဖြစ်တဲ့အတွက်လူတကိုယ်သားလောက်ကိုထမ်းဆောင်ရင်အေးဆေးပဲဆိုတော့ယုံပြီးမှယုံပါတယ်ခင်ဗျာယုံပါတယ်အဲ့ကြမှာကြိုးရမ်းလျှောက်တဲ့လူကပြောတယ်အဲ့ဒါဆိုရင်ပရိသတ်ထဲကတယောက်ကျွန်တော်ပခုံးမော်လာထိုင်မှာခင်ဗျာပရိသတ်တွေထွက်ပြေးရောတယောက်မှမရှိတော့ယုံလားမယုံဘူးခဏတစ်ချက်ပြန်စဉ်းစားအောင်မယုံတာသူ့ရဲ့ကြိုးရမ်းလျှောက်တဲ့ပညာကိုမယုံတာလားကိုမယုံတာလားကျွန်တော် object ဆိုတဲ့ကောင်ပြန်စဉ်းစားတော့ကိုမယုံတာ object ဆိုတဲ့ကောင်ကသူ့ပခုံးပေါ်ကိုတက်ထိုင်ပြီးဆိုတာနဲ့ဆိုင်ကြည့်လို့ညင်မနေဘူး object ကြီးကသူ့ပခုံးပေါ်ရောက်ပြီးအောက်ငုံကြည့်ပြီးတယ်
အမလေးမြည်ပဲနော်အတန်တုံလုံးကြီးနဲ့အော်မှာဟိုမှာရှောက်မဲ့လူတော်မှဖင်တွန့်ပါမယ်ပြီးရင်အော်ဘီရက်ဒီတိုင်းမဟုတ်ဘူးပခုံးမနေရင်လေစောစောပြောတဲ့ကြောက်တရားဖင်ညောင်ရိုးရောက်လာဆိုတော့တကယ်ပဲတအဲ့လိုတုံတော့ဟိုလူကဖုံးမော်ကောင်လို့သူကစိတ်မညစ်ဘူးလားညစ်တာပေါ့ကဲအဲ့ဒီငါပခုံးမော်ကောင်အော်ဘီကျမကလို့ဘာကျဲသူကသူဘလောက်တုံလို့ငါတီးနေရှောက်မယ်ရှောက်ပြီရတယ်ရှောက်သွားအော်ဘီကျတော့တုံပေါ့အလေကောင်လို့ရုပ်တော့လေဟိုဘက်လည်းပြန်ပြေးလို့မရဘူးဒီဘက်လည်းပြန်ပြေးမရဘူးလေလဲနေတိုင်နှွဲ့နေချိန်မှာအော်ဘီကျရဲ့အကြောက်တရားအဲ့ဒီဖင်ညောင်ရောနဲ့ငယ်ရိတ်ထီရောက်သွားပြီအဲ့ဒီခါမှာအော်ဘီကျရိုးမဟုတ်တော့ဘူးကြောက်သေးတွေပါချရောကြောက်သေးဆိုလေရိုးမဟုတ်ဘူးနော်တဘုံးစာလောက်ရှိရဲ့အဲ့လိုပူကြောက်လေပူထွက်လေပဲဘယ်ထက်ကိုထွက်လာမှမသိဘူးကဲကျိုးတန်းလျှောက်တဲ့လူကသူရိုးတန်းမဲ့ကျင့်ထားတာသေးဆိုနေတဲ့ကျိုးတန်းကိုလျှောက်ကျင့်မထားဘူးရွှေဘုံလို့အကုန်ပြုတ်ကြဟောလားကျွန်တော်မေးလိုက်မယ်ကျွန်တော်တို့မယုံခြင်းသည်ယုံကြည်မှုတိဆောက်ပါပြောတယ်တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်လူမျိုးတစ်မျိုးနဲ့တစ်မျိုးအဖွဲ့အစည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ရွာရဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းကျွန်တော်တို့အဲ့ဒီယုံကြည်မှုကအဓိကမဟုတ်ဘူးမိမိယုံကြည်မှုတိဆောက်ခြင်းကအဓိကကျွန်တော်တို့တကယ်မယုံဘယ်လိုမျိုးလဲဆိုအခုဘောလုံးမွဲလည်းကြည်ကျင်နေတော့ဘောလုံးမွဲကြောင်ပြောအောင်မယ်ပေါ့လေဆိုကျွန်တော်တငယ်ချင်းတယောက်ကဘောလုံးတအားဝါတာပါလားလွန်ခဲ့တဲ့2နှစ်လောက်ကတောင်ကိုရီးယားတက္ကသိုလ်အသင်းလေးတစ်ခုမြန်မာပြည်ကိုချစ်ကြည်လာကန်တောင်ကိုရီးယားဗျာတက္ကသိုလ်ပေါင်း1000ကျော်လောက်ရှိတာအဲ့ဒီထဲမှာတစ်ခုသူရက်ွက်အသင်းလောက်နေမှာပါဒါမဲ့ကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းနဲ့လာချစ်ကြည်ကန်တာအဲ့ဒီကောင်လေးသူ့အိမ်ရောက်တော့သူ TV ရှိမှအပြတ်အမဲနေကြသည့်တော့ဗာတော့ဖြော်ရည်တွေပါချတာရင်နှွေးကြမှာချတာပြီးအပြတ်အားပေးမယ်ပေါ့ဘာရမလဲတဲ့ငါတို့မြန်မာအသင်းကျော်ကိုတို့အောင်တို့ဆိုနိုင်ငံခြားတော့သွားကစားနေတဲ့ကောင်လေးနဲ့ဖွဲ့စည်းတာလားဘာရမလဲတဲ့မြန်မာကွာဟုတ်တယ်ဟိုဘက်ကတက္ကသိုလ်အသင်းလေးအပြတ်အားပေးရတော့ဒီကောင်ကျွန်တော်တော့ဝါသနာမပါတော့ကျွန်တော်ပဲစောက်ကလေးထိုင်ဖတ်ဒီကောင်အပြတ်ဘာရမလဲတို့မြန်မာကွာလေ TV ရှိမှလေအပြတ်អော်ရင်းနဲ့လေတကိုးဝင်သွားရောဘယ်လေဟိုဘက်ကိုတကိုးဝင်သွားတော့ဘာရမလဲကွာလေဒီတကိုးလောက်ကတော့တို့မြန်မာလည်းရေးစင်းပြန်ချိန်မှာပေါ့လေကျုံဝမ်းနေနဲ့နောက်တကိုးထပ်ဝင်သွားရောပွဲပြီးတော့ကျွန်တော်မေးရတငယ်ချင်းအခြေအနေဘယ်လိုလဲဆိုငါကိုတုံညကျွန်တော်မမေးတော့ပါဘူးဘယ်ဘက်ကငါဘယ်ဘက်ကတုံညမမေးတော့အဲ့တော့မင်းဘယ်လိုလဲဆိုရှုံးနေတယ်ဘောလုံးရှုံးနေတယ်အေးဒါပေမဲ့မင်းဘာနိုင်လို့ဆိုဘောရှုံးနေกว่าတယ်ငွေနိုင်နေกว่าဟာကျွန်တော်နားမလည်ဘူးသီလားဘောလုံးဟေးဘောရှုံးနေငွေနိုင်နေဆိုတာဘာပြောရလဲဘောလုံးကတော့ကလည်းငါမြန်မာกว่าလေမြန်မာသင်းမကအားပြတာရှုံးတာပေါ်တယ်ဘောလုံးနဲ့ငွေနိုင်တာဘာဖြစ်လို့လဲဆိုငွေနိုင်လာကြလောင်းတော့ငါဟိုဘက်ကလောင်းတာတဲ့အုံနောက်ကဘယ်ဘက်ကနေတော့ဟိုဘက်ကနေတယ်နှလုံးသားဘယ်ဘက်ကနေတော့ကိုမြန်မာဘက်ကနေအဲ့ဒီနှစ်ခုကွာဟနေတွေကလပတ်လို့ကျွန်တော်စာပတ်ပါဟုတ်ကဲ့နာမဖတ်ဘာလို့ကျွန်တော်တို့မြင်တွေ့နေရတဲ့ကကျွန်တော်တို့မြင်တွေ့နေရလားကျွန်တော်တို့စာဖတ်ရင်ဘာဖြစ်လဲဘာဖြစ်ဘူးလေဥက္ကဋ္ဌစာမဖတ်ရင်ဘာဖြစ်တော့ဥက္ကဋ္ဌဖြစ်တယ်တထေးဖြစ်တယ်စာဖတ်တော့ဘာဖြစ်လို့စိုက်ကသမားဖြစ်တယ်ကျွန်တော်တို့ပညာယုံကြည်တာပေါ့ပညာယုံကြည်တယ် object ဆိုပညာယုံကြည်တယ် object ကြီးအားနဲ့ငယ်တော့လीကြက်ကန်းထုတ်ပြီး10လမ်းမှာသခုံတူးတွေများရတော့ဂျပန်လမ်းဆက်တယ် object တဲ့ခင်ဗျားဆိုပကံစီးတတ်လားမရိုင်းတာဘာကုန်တူးထွက်တယ်မမေးဘူးပကံစီးတတ်လားပဲမေးရကျွန်တော်တို့ပညာထပ်တော့ဗာပြတ်မှာတော့အားငယ်လိုက်တာ10တန်းကဘာပေါ်မှာလေကျွန်တော်တို့ဟာဒီမြန်မာ10တန်းစီကဘာမှာစာအကျက်ဆုံးအကျိုးစားဆုံးတမိသားစုလုံးဒီ10တန်းကလေးအတွက်အကုန်ပုံဩတာဟာတချို့ဆိုကိုလန်းအောင်ပြီးကိုတယောက်ကိုလန်းအောင်ပြီးကျမတို့မိသားစုဒီနှစ်ခီးမထက်တော့ဘူးဟဲ့ဘာဖြစ်လို့ဆိုအခုအကြီးကောင်10တန်းရောက်ပြီဟဲ့ဘာဆိုင်လို့ဆို10တန်းရောက်ပြီ
ကိုရန်ဆမ်ဝဲအောင်စင်းထွက်ပြီးနောက်နေရဆာမူဆောင်မကိုရန်ဆမ်ဝဲဖြည့်ပြီးကအောင်နေဆိုတိတယ်အဲဟွာလို့ရတာပဲတမိသားသူလောက်ဝိုင်းပြီးတော့ပန့်ပိုးရတာရှင်ပြုမဲ့ကလေးလိုပဲတကယ်တော့ကပောင်းမှာဒီလောက်စာလေးအထက်လိုက်ကလေးကိုလေတမိသားသူလောက်ဝိုင်းပြီးကူရတာအမလီလက်၅လုံးလောက်ရှိတဲ့စာလေးကိုရိုးရိုးတော့မှအားလုံးပေါင်းသူဆောင်အဲ့ဒီကိုရန်ဆောင်ဝဲဖြည့်ပြီးကနေ10တန်းဆောင်ဝဲဖြည့်သူ14လလောက်ကြာတယ်ဗျာကြက်လက်ရလားရိုးရိုးတော့မဟုတ်အဲ့ကလေးလည်းတိတ်လူအောင်ပြင်မှန်းနဲ့မနေ့9နာရီလောက်ထောက်ည7နာရီ17နာရီ12နာရီမှကျူစီယန်ပြန်လာရှိသမျှဘောင်းစုံဆရာဘောင်းစုံနဲ့တင်ရဟေးနောက်ပြီးလေကဘာပေါ်မှာလေအမေပါစာကူးချက်ပေးတာမြန်မာပဲရှိတာကျွန်တော်စာကူးချက်ပေးလို့ရတယ်ကိုကျွန်တော်မထင်တာကြက်ပေးတယ်သားလေးမအိတ်နေတော့အမေပါကြက်ပေးမယ်ပလု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 ဟောအမေပါစာကူးချက်ပေးတယ်တိုင်းပြီဗျာဟာအိုးလို့မဆိုဘူးတကယ်ကိုပညာကိုလိုက်စားတာဟောအဲ့လိုလိုက်စားပြီးလေဟာကျွန်တော်အမေမိဘလောက်ပဲစာကူကြက်ပြည့်ထင်တာဟာဆောင်းမွေးနီးတော့ဗျာနတ်ပါကူကြက်ပြရဗျာဟာဘာပြောဆိုအဲ့ဘယ်နာမှမလို့အဲ့ညောင်မိတော့မပြောဟွာဒီငရောဝဲကြောဝဲမောင်အော်ဘီဂျေနော်တနင်္ဂနွေသားလေးမောင်အော်ဘီဂျေယခုနေ့6ပါးသာကုန်ပြီအမအောင်စေတည်းအမစာပါကတ်တာဒီချောတာကျွန်တော်သွားပြီဒီလားဩလို့ဒီဖီးချမ်းငါပြောသေးတယ်မိုက်တယ်နော်ဆိုဘာဖီးချမ်းလဲဟာခင်ဗျာဘာလို့လို့ရက်ခိုင်တာဘာဖြစ်လို့ဆိုရတာခိုင်အောင်လို့တဲ့ဟာဟေးဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့မလေးရက်ခိုင်နဲ့ရတာခိုင်အောင်လို့လေဖီးချမ်းလို့မခေါ်အောင်တဲ့အေးဟုတ်ကဲ့ခင်ဗျာအော်ကိုကောင်းနေသေးလားပြီးတော့လေကျွန်တော်အဲ့လောက်ပဲထင်တာမဟုတ်ဘူးဆောင်းမွေးတင်းကြလေအိမ်ကအိမ်ပေါ်မှာလေးပါစာကူဆောင်းမွေးကူဖြည့်ပေးရတယ်ဟေးဘလို့လို့ဆိုဘလို့ကူပြဆိုနဲ့9နာရီတောင်ကလေးပြတာနဲ့နင်ငါတော့ဆောင်းမွေးခန်းရှိသွားနင်အိမ်မှာဟာဒီဖျားစင်မှာဖျောင်းနိုင်ထွန်းထွန်းတော့ဖျောင်းနိုင်ဆိုတာဒိုင်ဘလောက်မှမကြောက်ဘူးလေတွန်းပြီးမီးမငိမ့်ခင်နောက်တိုင်းကူရမယ်နော်မီးမငိမ့်ငိမ့်သွားလို့ငိမ့်သွားပြီးမှကူလို့ငင်းအိမ်ခေါင်းနဲ့ဆင်းရမယ်လေအိမ်ပေါ့အေးဘာဖြစ်လို့လို့ဟိုဆောင်းမွေးခန်းလေးမှာမီးပြတ်မှဆိုလို့လားဟုတ်ဘူးတဲ့ညံလင်းဆက်အောင်လို့မိုက်တယ်သိလားရှယ်ပဲအဲ့ဒီလောက်ကြိုးစားတဲ့မြန်မာပြည်တကယ်ပညာကိုလိုက်စားတယ်နော်တကယ်စေနာရှိလို့သူတို့လုပ်နေတာမှားတယ်မှန်တယ်ဆိုတာအဓိကမဟုတ်ဘူးစေတနာတကယ်ရှိတယ်မြန်မာလူမျိုးတွေစာဖတ်ခြင်းပညာရှင်းလိုက်ရဒါမဲ့တခုရှိတယ်နည်းနည်းလေးလဲပြီးသွားရောအေးနည်းနည်းအောက်ဆိုင်ရမယ့်ဌာနလာဝင်တော့ဒါလေးအဲ့လိုဖြစ်သွားတာဆောဘင်းကပညာဘာပညာနဲ့ဆက်အလုပ်လုပ်ချင်တာကိုသွားပတ်စံရတာပဲရှာပညာနဲ့အလုပ်လုပ်ရင်ဟုတ်တယ်မွဲတာကြီးပဲအော်ဘီဂျက်လည်းအဲ့လိုပဲမွဲတာပဲဆေးရောက်မလားဆေးကုမလားဆေးကုရင်ပညာလည်းတော့မယ်ဆေးရောက်ရင်ပညာလည်းမလို့ဆေးရောက်မိုက်တယ်ဆေးကုနေမှလို့ဖြစ်သွားတာတော့အမှန်ကတော့ကျွန်တော်တို့ယုံကြည်တာပေါ့ကျွန်တော်မသိဘူးလားသိတာပေါ့ဆရာကြီးဆိုတော့ပြောလို့သိတယ်မြန်မာလူမျိုးကလေတကယ်တော့မသိဘူးဆိုတာလုံးဝမဟုတ်ဘူးမြန်မာလူမျိုးကလေကဘာပေါ်မှာပညာပေးခံရတော့မလေးခင်ဗျားတို့မိုးလင်းတွေကဘာသာပေါင်းတော့လေဗီဒီယိုတွေရောစပီကာတွေရောအကုန်ပညာဘယ်သူမှမနဲ့မိုးလင်းနေချင်းခိုးကြဝဲကြဘုံကြလို့ဘယ်သူမှပြောဘူးကျွန်တော်တို့လေလွတ်လပ်ရေးရပြီးတာဘယ်လောက်လဲ82လား83လားထားပါတော့ဗျာကျုပ်လည်းမနှုတ်တတ်တော့80ကျော်ပြီဗျာနော်အဲ့ဒီလွတ်လပ်ရေးရပြီးကြတဲ့ကျွန်တော်တို့စာပေဟောပြောပွဲဆိုတာအဲ့ဒီလွတ်လပ်ရေးမတိုင်ခင်86နှစ်ရှိပြီလောက်တာ86နှစ်ရှိပြီဘယ်စာပေဟောပြောပွဲအကုန်တော့လေကောင်းတာကြီးပဲဟောတာပေါ့ဘယ်သူမှဟေးစာမဖတ်နဲ့အေးဆေးပဲဖတ်လေလကားပဲဘယ်ပြောမလဲခမရလည်းအင်းဘောပေါင်းလေဒါဖြင့်ကျွန်တော်တို့ဘာနဲ့ထူလဲဆိုဥပကျန်ရေးခဲ့တဲ့ကတော့အဲ့ဒီခေတ်ကလောက်ပဲရေးတာကြာတောင်းလို့ပြီးတော့ဘုကျောင်းသားနဲ့ကွာအာသာလီကောင်းတော်ကြီးများအလေးပြုဖင်လေးတွေကုန်ပြီးပြီးတော့မှခါပြန်ဆက်ဖို့တဲ့ရှေ့ဆုံးကတိုင်ပြီးတယ်နေမြဲစားမြဲခိုးမြဲအလစ်တုံမြဲအကျင့်ယုံမြဲဆက်အကျင့်ယုံကြပြီတော့ဟာကျွန်တော်တို့ဘာကြောင့်အဲ့ဒါဆိုရင်လွန်ခဲ့တဲ့86နှစ်တည်းကဟောတဲ့ဟောပြောပွဲတွေဘာရကောင်းနေသိကောင်းနေပါဘူးအေးရောစာဖတ်ပါကောင်းနေသိကောင်းနေပါဘူးအကျင့်ကောင်းကောင်းနေကြုံတယ်လို့ပဲကျွန်တော်တို့အဲ့ဒီလိုလုပ်နေတာဒါဆို
နောက်96နှစ်ဆက်ဟောပြန်လွန်တော့ဟောရင်နာပြန်လွန်တော်မူပဲမရဘူးကျွန်တော်ဘာလို့လဲစောစောပြောတဲ့အုံနောင်နဲ့နှလုံးသားတစ်ထပ်တည်းမဖြစ်ဘူးဘာလို့တစ်ထပ်တည်းမဖြစ်လဲနှစ်ပေါင်းများစွာကျွန်တော်တို့အညာခံထားလို့မကောင်းတဲ့စနစ်ဆရာကြီးစောစောပြောတယ်စနစ်ကိုကြီးရဲ့အပြစ်တင်မနေနဲ့လို့ဆိုတာကျွန်တော်ဆက်ပြောရမယ်စနစ်ကြောင့်ကျွန်တော်တို့မကောင်းဘူးကျွန်တော်တို့ဘာကြောင့်မကောင်းလဲအဲ့ဒီမကောင်းမယ်ကျွန်တော်စနစ်ကိုအပြစ်မတင်မနဲ့ဘယ်လိုသွားမလဲဆိုတာပြောစနစ်ကကျွန်တော်တို့ညာခဲ့တယ်လေကျွန်တော်တို့ရှိအစိုးရတွေအခုဆိုတော့မပြောရသေးဘူးကြောက်လို့ဟောတော့လက်ရှိဆိုရအောင်နော်အဲ့ဒီအရင်အစိုးရတော်တော်ကိုညာခဲ့တာခင်ဗျားတို့တငင်းကျက်စုပင်တွေလက်ဆိုင်ခိုင်းနေဆိုင်ကျက်စုပင်ဆိုင်ခိုင်းတော့ဘောမဆိုင်ခိုင်းဘယ်ရမလဲမဆိုင်ပြုတ်သွားမှာပေါ့ဆိုင်တယ်ကျက်စုပင်ဆိုတာဘာလို့ဆိုင်ခိုင်းလဲသူကတော့ရှောက်ပြောဇီဝလောင်တာဘိုင်အိုဒီစေဘိုင်အိုဒီတဲ့နဲ့ဘာဒီဘလောက်လုပ်ပြီးကျက်စုပြန်ဘာဒီဘလောက်လုပ်တာကောင်းမှာဘာမှကိုတက်တည်မရှိသေးဘူးသူပြောလို့လေဆိုင်ရတာပဲကံပေါင်းများတော့ဒါပေမဲ့ကျွန်တော်ကလေသူပြောတော့လေမျိုးလုံးလေးတွေသူပြူးကြည့်တာနော်ယုံကြည်အောင်ဆောင်တာတကယ်တော့တစ်လုံးမှမယုံကြောင်ဆောင်ခဲ့တာနော်အဲ့လို तू ကအစိုးရကကျွန်တော်တို့ညာကျွန်တော်တို့ကလည်းအစိုးရပြန်ညာကျက်သူပြန်စိုက်ထားတယ်ဟေးဒီအတ္တကတိရှိမှစိုက်ထားရောဟိုကလူကြီးကဆေးရုံအသစ်ဖွင့်ပွဲဆိုပြီးဆေးရုံရှိလာမယ်ဆိုဟေးကျက်သူပြန်စိုက်တဲ့ကာလတော့ပြောပါဆေးရုံရှိမှတပင်းမှမဆိုင်ဘူးဘယ်ချိန်တော့မလဲဟာအခုမှဆိုင်လို့ရတယ်ကျောင်းရှိအပင်တွေတူသွားပြီးဟိုရှိမှသွားထောင်ထားရောပြီးလေနာချေတတ်တဲ့ကောင်မင်းနောင်လာနေတယ်ဘာလို့ဆိုဟာချိုးဆိုအပင်လဲသွားမှဆိုလို့ဟောခတ်တီတီပဲသေးလားညာလာတော့လေအော်ဘီဂျက်ဆိုလဲငငယ်တွေကညာလာမှလေအော်ဘီဂျက်ခင်ဗျားတို့တညင်လဲညာမှာပဲအော်ဘီဂျက်လဲမန္တလေးမှာနေငငယ်တွေကလေမူလာလန်းနဲ့အော်ဘီဂျက်ညာလာအဲ့ဒီလွတ်လပ်ရေးနေ့တောင်သူလယ်သမားနေ့မေတွေနေ့ဟိုးပြည်တော်သူနေ့အမြဲတမ်းချီတက်ပွဲလိုက်တယ်ရှေ့ကနေအော်ရင်အော်ဘီဂျက်နောက်ကနေလိုက်တယ်လေအလောင်းလောင်းရေးတို့ရေးရှေ့ပါဝလဲသိဘူးဟောတော့တရင်နဲ့လွတ်လပ်ရေးနဲ့ပြည်တော်သူနဲ့ဟိုဟာနဲ့တော်လန်ရေးနေ့နဲ့ဟိုလုံတော်ပန်းနေ့နဲ့ဘယ်တူမလဲရှေ့ကလူလဲသူ့အလွတ်မရောက်လေသူလဲစာရွက်ကြည့်ဖတ်တာလေအော်ကျလဲကျွန်တော်တို့ဟာဒီကျွန်တော်အဲ့ဒီတော့ငငယ်နဲ့ကြည်နေသတင်းစာတွေတဲ့ဟိုအဲ့ဒီငငယ်တော့ရေဒီယိုပေါ့ဗျာရေဒီယိုလည်းကျွန်တော်နားထောင်တညလူလဲဒီတိုင်းပဲတို့ရေးအော်ပြငငယ်တော့ရိုးပဲဘာလို့လိုက်တော့အဲ့မှာကြောင်မတက်ရဘူးအဲ့လိုလိုက်ဖြောရည်လကားတောက်ရတယ်ချိုးချင်မှပေးသေးတယ်ဟာမိုက်တယ်အော်ပြလိုက်တယ်ဒါမဲ့လေအဲ့ဒီလိုက်တဲ့လူတွေအကုန်လုံးဘာမှဒီလိုဘလောက်ညာတတ်လဲသိလားရေးတို့ရေးအော်တယ်နော်ငါးကကြရင်တို့ရေးမအော်ဘူးအောင်ရမည်ဘယ်သူမှမှားပြီးတို့ရေးမအော်ဘူးဟာဖြတ်ပါအော်လေသိဘူးဒါမဲ့အောင်ရမည်ပဲလက်ကလေးချိုးထားလဲဟာတို့တာအစိုးရကကျွန်တော်တို့ညာကျွန်တော်တို့ကအစိုးရပြန်ညာတန်းနေရလေတာပေါ့ဗျာကျောင်းပညာရေးမိဘကိုကျွန်တော်ညာတယ်ရိုက်ခါမှာကြောက်လို့ကျွန်တော်အလေတန်းရောက်ခွာသားဗျာဆရာမပါလေပညာချင်းမှတ်တမ်းနဲ့ပထမဆန်းပြီးတော့ပေးလိုက်တယ် report ကပေါ့ပညာချင်းမှတ်တမ်း object တော်လားအဲ့ report ကကိုခေါ်တတ်ဘူး report ကလို့ခေါ်တာအဲ့ report ကကြည့်ပြီးတော့အမေရော report ကဆိုအမေကကြည့်အမေ3လမ်းမဲ့တက်တာကျွန်တော်အမေအခု96နှစ်ရှိပြီဖလန်းထားတော့အမေကြည့်ပြီလေအမေပါတယ်ဗျာ3လမ်းမဲ့တက်တယ်သိလားကြည့်ပြီ object ဖင်လန်းနဲ့အမေဘာဖြစ်လို့လှန်သားမှာဘာဖြစ်လို့လုံးအမေရလို့ဒီမှာ2ပါးသာကြားတယ်2ချက်ရိုက်တယ်နိုင်တော့ကိုသိလားအဲ့ကျွန်တော်ဒုတိယဆန်ကြလာပြန်ပြီအဲ့လက်ပုတ်ကကြီးလာပေးပြန်ပြီဆရာမobject ဒီတစ်ခါကျတော့လမ်းနဲ့ထုတ်ကြည့်လိုက်တင်ချာ73မှတ်တွားပြီ73မှတ်object လုံးငယ်လေးဆရာတို့တော်တော်များရှိသိပါလေကျွန်တော်တို့အရွယ်တွေကျွန်တော်မဆလာခင်များလေးအခုခေတ်ခင်များတို့မကောင်းပြောနဲ့ကျွန်တော်ငယ်စုပ်ပြတ်တတ်တာပဲကျွန်တော်တို့ခဲပြက်တောင်မရှိဘူးခဲပြက်ကဘာလဲသိလားသတူကြီးပဲချော့လမ်းနေချော့ချပြီးနည်းနည်းပါးပါးပြင်ရော့အမေဟိုက်မှာလက်ပုတ်ကအမေလေးကြည့်ပြီးလေမျက်နှာလေးအဲ့နေဝင်းကိုသွားလာသူကလေတားပြီးတူတာမတက်တာလေးပညာတက်စီကျွန်တော်ပညာကိုပြိုင်နေ
သူနဲ့အတင်းပြောပဲ2အိမ်ကျော်မိန်းမရှိရဲ့အဲ့မိန်းမသားလေကျွန်တော်နဲ့တချောင်းနဲ့ကျွန်တော်နဲ့တဒန်းနဲ့ဟိုကောင်လေးအတန်းထဲမှာပထမကျွန်တော်လည်းအတန်းထဲမှာပထမတခုတော့ရှိရပါဟိုကောင်ကရှိရရင်ပထမကျွန်တော်နောက်ကရင်ပထမဒါပေမဲ့အမေအိမ်နေမျက်နှာလေးကိုဝင်းသွားပဲဒါမှငါသားတဲ့ဟိုဘက်အိမ်ကကောင်မသားတင်ချ100ပဲရတယ်တဲ့ငါသား130တောင်း73မှတ်ကိုနောက်က300တိုးထားတာအဲ့လိုတိုးလိုက်တဲ့ကောင်ဟောဟိုတလောကကျတော့ကျွန်တော်နေတဲ့ကြောင်မြောင်းလမ်းနဲ့စေခန်းအစ်ကလေးလာဖွင့်ကြည့်လိုက်တော့လေအဲ့ဒီနတ်မလေးလေသူနာပြုဆရာမလေးချောတော်သေးလားဖွေလိုရွှေမုံရဒီလိုကျွန်တော်ကြည့်ပြီးလေကျွန်တော်ဖျားခြင်းနေရသွားပြချင်တာ哦အဲ့နဲ့ဒါမဲ့ခက်တာအဲ့တော့ဘာမှမဖြစ်ဘူးအရင်လာတော့မှနည်းနည်းခေါင်းမူးတို့လိုဖြစ်နေအမြန်ပြေးတော့ခေါင်းလေးနည်းနည်းမှပြေးတော့ရှမရှင်းနဲ့လန့်သွားလေကျွန်တော်လဲဟိုခေါ်တော့အော်တန်နဲ့လေတအားအော်ထဲတာရှမအဲ့ကျွန်တော်ခေါင်းလေးမူးလို့ပါကျွန်မရဲ့အမဲအမူရာလေးကိုကလေးသိလားလက်ထလို့ဘာလို့ဖြစ်သွားအော်လာထိုင်းမှာရှင်းထိုင်းမှာရှာဝင်လာပါတော့မယ်တောင်းကလာဘက်ကရှာဝင်ကနေတာပါအခုကားမှာလမ်းနေကြက်နေလို့နော်အားကြောင့်ခဏနေပါအောင်စောင်းပါဟုတ်ကဲ့ပြီးတော့လေဟိုရှာမလာခင်သွေးတိုင်းထားမယ်အဲ့တိုင်းဖို့သူကိုယ်တိုင်လေးဒီအင်ကြီးကျယ်တီလေးသူကိုယ်တိုင်ဖြုတ်ပေးတာပြီးရင်လေလက်ကလေးကိုလည်းသူကိုယ်တိုင်ခောက်ပေးတာပြီးရင်လေဒီပေါ်အပတ်ကြီးပတ်တယ်သိလားအဲ့လေသူကိုယ်တိုင်ပတ်ပေးတာပြီးတော့လေသူကအဲ့လေအလုံးလေးတွေးအဲ့ဒီတွေးပေါင်ချိန်တည်းမို့အလုံးလေးရလေလေကျွန်တော်ကြည့်တော့လေကျွန်တော်နှလုံးသားအရွယ်လောက်ကလေးသူအဲ့ဒါလေးကိုညှစ်တယ်ဗျာသိလားရှုဟာကျွန်တော်လေးခါပါပဲသိလားကျွန်တော်ပီတိတွေဖြစ်ပြီးတော့မှသူကဆာရွက်ပေါ်မှာရေးပြီးသူလက်သွားလဲစီရောကျွန်တော်အိတ်စာကိုလေးကောက်ကြည့်ရှာမကျွန်တော်အငန်းကြောထလို့လားမသိဘူးသိလားကျွန်တော်အထင်သွေးသွားဝင်ရတယ်ကျွန်တော်ရဲ့သွေးပုံချင်းသူနည်းနည်းလေးပဲရေးထားတယ်ကျွန်တော်တခုတည်းချင်းအင်ဂျင်နီယာဖြစ်တဲ့ဒါဘူအားဘယ်လောက်ရှိတယ်ဟိုပန်ကာရဲ့လေပန်လုံးဘယ်လောက်ရှိတယ်ဒီမိုက်ရဲ့ကျိန်လုံးဘယ်လောက်ရှိတယ်ကျွန်တော်သိတယ်ကျွန်တော်အဲ့ဒီကျမ်းမာရေးနဲ့ပတ်သက်တလုံးမှမသိဘူးအဲ့ဒီသွေးထဲမှာအောက်ဆီဂျင်ဘယ်လောက်ဆိုအဲ့ဒီနံပါတ်ဒီများလားမသိဘူးနည်းလားမသိဘူးများရင်ကောင်းတာလားနည်းတာကောင်းတာလည်းမသိဘူးဘယ်ကိုလဲဆိုဘယ်လိုဟာဒီဘာဆိုလည်းမသိဘူးအဲ့သွေးပေါင်ကြီးလည်းကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ဒီလိုမျိုးရေးထားတော့ကျွန်တော်နည်းနည်းလေးရေးထားတယ်အမှန်နည်းနည်းပဲပြီးထားတယ်သွေးပေါင်ကြီးကျွန်တော်ဖေးရမယ်ဆရာမလက်စေးလုံးကျွန်တော်သလွေးတွေထွက်ပြီးကျွန်တော်နည်းနည်းပြင်ပြီးကင်ထားပြီးတော့ဆရာဝင်လဲလာဆရာကြီးရောကျွန်တော်စောက်တော့ဆရာစောက်ကြည့်လိုက်ကျွန်တော်ကြည့်လိုက်စောက်ကြည့်လိုက်ခင်ဗျငုတ်တို့ကြီးထိုင်းနေလို့ရရဲ့နော်ဟုတ်ကဲ့ဆရာလို့ရတယ်ကျွန်တော်မသိဘူးလေပြင်ထည့်တာလေကျွန်တော်အောက်သွေးရ800အပေါ်သွေးရ1200ကျွန်တော်300တလုံးစီတိုးထားလေအဲ့ဒီလိုသွေးပေါင်ကြီးရှိတဲ့ကောင်လေးဘယ်ဆရာမှဆေးကုလို့မရဘူးအယူဆေးုံပေါ်ရမှာကျွန်တော်တို့လွန်ခဲ့တဲ့10နှစ်လောက်ကလှိုင်သာယာဘက်မှာထမီတောက်နေရတဲ့အချိန်မှာ breakfast ဆိုတချို့အိမ်ကြီးမဝယ်စားနိုင်လို့ထမီကိုတပူး90နဲ့ဝယ်တော့ချိန်မှာ GDP ဆိုတဲ့တိုင်းပြည်ရဲ့ဖွံ့ဖြိုးနှုန်းနော် country development index ဆိုတာရှိရထားလိုက်တော့အဲ့ဒီအင်္ဂလိပ်လိုရှုပ်လို့ရှာလိမ့်လို့အဲ့ဒီတိုင်းပြည်ဖွံ့ဖြိုးတဲ့နှုန်းကိုလေသူတို့အဲ့ဒီခေတ်ကအဆိုးကဖြည့်လိုက်တာလေကဘာမှာအခြေတော်အောင်ရှာမှာအချမ်းသာတော့ဒီကထမီတောက်အဲ့ဒီလိုကိန်းကနန်းနေညာထားရင်စိတ်ကူလို့မရဘူးခမည်းတော်ကိုအတိတရားငါးကြီးဘလောက်ပဲတက်တယ်ငါးကြီးဘလောက်ပဲသိတယ်ဆိုအတိတရားကိုခင်ဗျားတို့ညာထားရင်ကိုအမှန်တိုင်းမသိရင်ဘယ်တရားမှလည်းမရဘူးဘယ်ငင်းချိုင်းမှလည်းမရဘူးဘာစားမှလည်းတတ်မှာမဟုတ်ကျွန်တော်တို့ know thyself ခေါ်တယ်ကျွန်တော်ကိုသိရမယ်အမှန်တိုင်းသိရမယ်မညာရဘူးအဲ့တော့အစတော့အရိုက်ခါမှကြောက်လို့ညာရင်နဲ့ကိုပြန်ညာလာတာအစိုးရကိုကျွန်တော်တို့ကညာအစိုးရကကျွန်တော်တို့ညာကျွန်တော်ညာရင်နဲ့ကိုညာတဲ့ဘဝကိုရောက်အဲ့ညာတဲ့ဘဝရောက်တော့ကျွန်တော်တို့ရဲ့ဟာဒီအုံနောက်ကသိတဲ့အတိတရားနဲ့ဟာဒီနှလုံးသားသိတဲ့အတိတရားကွာလာရောနှလုံးသားတအားအညာကြိုက်တာ
အညာကြိုက်တယ်ဟဲ့စာဖတ်ပါဆိုဖတ်တော့ကွာခဏလေးခဏလေးဆိုတော့ TV လေးကြည့်ဖုန်းလေးပုံခဏလေးပဲဖွင့်မယ်ခဏလေးဖွင့်ပါလို့နိုင်ကြည့်မလို့နိုင်ကြည့်ရင်ဟင်းဘာဖြစ်တော့ပါလေတင်စာဝင်းကျော်အော်ဒီတစ်ခါဝစ်စုံတစ်မျိုးပါလားလောက်လာပြီအဲ့ဒါတင်စာဝင်းကျော်နေပြီတစ်ခါဟင်းဟိုလူလေးရလေလှတယ်ဟာမင်းပြီးတော့ပါလေနမ်းမွေဆန်လေးရလေမိုက်တဲ့အားနဲ့ရောက်သွားတော့သွားပါလေရောနော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီညာတာတစ်ခုနောက်ယုံစားလွယ်တာဆိုတာကျွန်တော်အခုကတော့ marketing နဲ့ပဲပြောမှာတကယ်တော့ခင်ဗျားတို့ဘောကိုယုံထားသွားတယ်အများကြီးဟာဒီမြန်မာတော်ပေါ်တယ်ဒီလားဂလောက်နဲ့တည်တယ်သူစောတော့လူတယောက်ငှားတာတော့ဆရာအစင်းနေနေတယ်ဟုတ်မှာပေါ့အပေါ်သားကြီးကို1000ပဲပြရတယ်အော်ဘီဂျေတော့အချင်းပြီလို့1500ဒါလမ်းဘေးမှာတကယ်ပေါ်ပါတယ်ရန်ကုန်မှာခင်ဗျားတို့တညင်မှလည်းရမှာ1000ပါပဲအော်ဘီဂျေအခုထိုင်နေရလူတွေရောက်တော့တလက်9000နဲ့ရောက်မယ်ဝယ်မလားဆရာအော်ဘီဂျေလာပြီးအချင်းမဖမ်းနဲ့တညင်တရားလေးချတာအကုန်သိတလက်1000တောင်9000နဲ့လာရောက်တာအမွယ်ဘူးလာအချင်းမဖမ်းနဲ့အော်ဘီဂျေရိုးမရောက်ဘလို့ရောက်မှတော့တလက်9000မဟုတ်ဘူးတလက်1000နဲ့ရောက်မှာ9000တောင်မဝယ်တာ1000ဝယ်လိုက်မယ်အားကြီးအော်ဘီဂျေရိုးမရောက်ဘူးတလက်1000တလက်ဝယ်ရင်တလက်လကားပေးမယ်ဟဲ့အဲ့ဆိုဖြာတော်ကြီးကျွန်တော်တို့မျက်စိလဲသွားပြီဟေးမှန်တော့နှစ်လက်1000ဆိုတလက်9000မယ်မဟုတ်ဘူးလားဒါမဲ့တလက်ကို1000တလက်လကားပေးမယ်ဆိုရင်အဲ့အလကားဆိုတဲ့ဟာကြီးကိုလေလူကဟောပြလားအဲ့ဟာကိုကျွန်တော်အင်္ဂလိပ်ဆို zero value လို့ခေါ်တယ်တုံညာတန်ဖိုး तू ကဘာလဲဆိုလူကလဲထွက်သွားတာကျွန်တော်တို့ဘဝမှာအဲ့ဒီတုံညာတွေကိုခဏအလကားဆိုတော့မဲ့လို့ကျွန်တော်တို့ယုံစားပြီးလွယ်သွားတဲ့ဘောတွေအများကြီးတကယ်ပြောလား zero value လို့ခေါ်တယ်ဟဲ့နောက်တစ်မျိုးဟောပါလဲဆိုတော့ object ဒီတစ်ခါကြမိဒီလိုမရောင်းတော့ဘူး1000မှာကြက်ချီကတ်တာတဲ့မရောင်းဘူးပေါ့1000ပေါ့ပြီးတော့မှ9000မဲ1000ကိုကြက်ချီကတ်ပြီး9000တရင်ကျို့အထူးလျှော့သေးဟဲ့တရင်ကျို့အထူးလျှော့သေးဆိုပါလား1000ကိုမဟုတ်တော့ဘူးလူဒီနော် marketing ဈေးရောင်းတာဒီခင်ဗျားတို့အုံနောက်ကိုရောင်းတာမဟုတ်ဘူးခင်ဗျားတို့ခံစားမှုကိုလှည့်ရောင်းတာဟဲ့ကျွန်တော်တို့တလောလိုလေအဲ့ဒီဓာတ်မီအော်ကဟိုတောင်ကျွန်တော်စားကျင်သိပေါက်လားဒီလားဘာလဲပိုကြီးပိုကိတ်ပိုထွားဆိုဟာမိုက်တယ်ကွာငေါ်လေးစားကျင်တာတော့မိမရှင်ပါလို့လားလေအဲ့လားမင်းသိသွားမှာပေါ့ကျွန်တော်လည်းမသိဘူးလူစားကျင်တာပေါ့လို့ကျွန်တော်မသိဘူးလူစားတာမှလို့မိုက်တယ်ဒီလားကျွန်တော်အဲ့ကောင်မလေးတော့ကျွန်တော်မျက်တိတရားကိုမထွက်ဘူးမလေးအဲ့လိုမျိုးပြန်ကျွန်တော်တို့ကဘာလဲခင်ဗျားတို့အဲ့ဒီခါမှာအုံနောက်ကနေစင်ကြုံလုံးတရားများဝယ်တယ်မထင်နဲ့ဆေးရောင်ဘာရောင်စင်ကြုံလုံးတရားကိုပြစ်မှတ်မထားဘူးခင်ဗျားတို့အုံနောက်ကိုပြောင်းနှလုံးသားကိုပြစ်တာရှင်းပြောတယ်အော်ဘီဂျေရောင်းမကုန်ဘူးလားဆိုတော့1000ကြွချေကရင်နဲ့တရင်ကြွကြရောင်းမကုန်တော့နှစ်ကူအထူးရော့သေး2000လို့ဆိုဟာပြောင်းပါတော့လည်းပြီးရင်တော့ကမကုန်ဘူးလားတကြံအထူးရော့သေးလာအောင်မယ်ကျွန်တော်တို့အဲ့ဒီလိုအုံနောက်နဲ့နှလုံးသားအုံနောက်ကတော့သိတယ်ဟာအချင်းဖမ်းတာနှလုံးသားကျတော့ဟာဖရီးတယ်အလကားရမှာတယ်တခုပေးရင်တခု one get one free လို့ခေါ်တယ်ဟာအဲ့ဆိုရင်တွားပြန်ရောကန်ဆမ်းမဲဗလာမပါကန်ဆမ်းမဲဟုတ်တယ်ဗလာမပါဘူးဟွာပဲပါတယ်ဟိုဘာကောလဲတရားတန်လေးတွေပါတယ်ဗလာပဲပါမလဲပေါ်လွန်လို့ချော့တော့မလီရွှေ9သိန်းမိုး10သိန်းမိုးဟာကောင်မထီလေးတစ်လက်ကိုသွားပြီးမဲ့နေလို့ရှိသေးတယ်တရုတ်ထီလေး2000ပဲတန်တာဟောမေဗလာမပါကန်ဆမ်းမဲဒီဆိုင်ကမိုက်တယ်ကိုဝယ်လဲဘယ်လောက်လုံးလို့ကိုဝယ်လိုက်တာရွှေ8သိန်းမိုးထီလေးတစ်ချောင်းတော့ဟိုကဘယ်လောက်အုပ်လဲတီးဘူးကျွန်တော်တို့လေနိုင်ငံရေးလူမှုရေးကျွန်တော်တို့အဲ့ဒီခံစားမှုနဲ့အုံနောက်နဲ့ခဏဝေးတယ်တရားဥပဒေဆိုလဲဒီလိုပဲအော်ဘီဂျန်ငယ်ကအမေကပြောရသေးလားအမေငယ်တော့ငါသားသူများပစ္စည်းကိုလည်းမခိုးနဲ့အိမ်ရပစ္စည်းလည်းမခိုးနဲ့မဝက်နဲ့မလိန်နဲ့မညာနဲ့အမေအဲ့ခိုးရင်လိန်ညာရင်ဘာဖြစ်တော့အော်ဘီပု္ပ္ပစာလေးအမေတို့ကလည်းဒီဝေါနဲ့ပဲခြောက်တာပဲငါသားအဲ့လိုမဟုတ်တာကိုလှုပ်လို့ရှိရင်
ခိုးရင်ဝက်ရင်မိုးကျုပ်ပြတော့ဒါမိုးရင်မိုးကျုပ်တုတ်ဟောမေဟာဝင်းကလေးကြောက်လာအေးအဲ့ဒီမိုးကျုပ်ကငယ်ရိတ်တဲ့ပြစ်မှာဟာကြောက်တာပြီအဲ့လိုခိုးတာဝက်တာအော်ပြီလုံးဝမလုပ်ရဲဘူးဒါမဲ့လေအမေငါးကြော်ရင်လေဝီးပြီးတော့အော်ပြီမနေနိုင်ဘူးအဲ့တော့အော်ပြီလေအမေကအဲ့ဒီငါးလေးကြော်ပြီးလို့ဆွန်းတော့သွားကတ်နေပြီးတော့ဩကာသလုံးတဲ့ချိန်အော်ပြီငါးကြော်နှစ်ကောက်စားပြီးသွားပြီဒါမဲ့အဲ့ညနေများမိုးတွေအုံပြီးရွာပြီးဆိုရင်လေအော်ပြီဘယ်နေရာမှမသိဘူးအဲ့ဒီစောတော့လို့ဖင်ညောင်ရိုးရပါစိတ်ကြောက်တော့လားအမေအော်ပြီလေတရားမင်းမမြင်အောင်လုပ်တဲ့နေရှိရသေးလားတကားကြတဲ့ဝင်ဘုံလားမိုးမတိမ်မချင်းပြန်မထွက်ဘူးဖြာလက်ကလေးတောင်ဘေးကကာထားလိုက်သေးတယ်ခတ်တီတီပဲအမေကတော့ငါသားလေးဘေးရောက်မဲလာရမနေရဒီလိုပါပဲပေါ့မဲပဲမဟုတ်ဘူးတရားမင်းမမြင်အောင်ပုံနေတာမမြင်ဘူးဗျတကယ်မမြင်ဘူးပြစ်ဘူးအေးစေးပဲဒါမဲ့လေနဲလေကြီးလာတော့လေဟာတလန်းလုံးခင်းမဲ့ကတ်တရတဝက်လောက်စားတော့တဲ့လူမိုးကျုပ်ပြစ်မခံအောင်ဟာတရားကွက်လုံးရမငွေဘုံတော်တဲ့လူမိုးကျိုးပြစ်မခံအောင်ဟင်းဘယ်သူမိုးကျိုးပြစ်ခံလဲဆိုအမေမုတ်ဆိုးမကြီးကိုလှုပ်ကြွနေတဲ့နွားကြောင်သားလေးတခါမှမခိုးဘူးအဲ့ကောင်လေးငယ်တိတ်တဲ့ပြစ်သွားဟာသင်္သာလေးဖတ်စိတ်မကောင်းဟောမျက်စိမမြင်တဲ့အဖေကြီးလှုပ်ကြွနေတဲ့ကောက်ဆိုင်သမားလေးမိုးကျိုးပြစ်သွားတာအလောင်းတော်မိသူကဲကောက်ပြီးချရတယ်ဟာအဲ့မှာအော်ဘီဂျယ်လွန်ခဲ့တဲ့နှစ်30လောက်ကကာတွန်းတစ်ခုရေးပါလေဘာလဲဆိုတော့တကွက်တဲ့ကာတွန်းကကြားမင်းကဝရစိန်လက်နဲ့ကြီးကပြော့လေအောက်ကိုကြည့်ပြီးချိန်နေတာဒီဘက်ကတော့ဖေးပရပိုက်ပေါ့မကောင်းတာလုပ်တဲ့ကောင်မှတ်ထားတဲ့စည်ရင်းနဲ့အောက်တဲ့တို့ပြစ်ဖို့ချိန်နေတာကာတွန်းကအဲ့ဒီတကွက်ပဲအဲ့ဒါကိုနောက်ကတိမ်တိုက်ပုံကပဲနောက်သူ့မိမနဲ့သမီးကခါလေးထောက်ပြီးကြည့်ပြီးတခွန်းပဲပြောတယ်လက်လည်းမတည့်ပဲနဲ့လက်မတည့်ဘူးအဲ့ဒီဟာရီများမြင်တော့ကျွန်တော်တို့အဲ့ဒီဥပဒေပေါ်ကျွန်တော်တို့မယုံတရားမင်းလည်းမယုံကျွန်တော်တို့မဟုတ်တော့လုပ်ဖို့ဝင်မလေးဘူးအဲ့လိုဖြစ်လာအဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကကျွန်တော်တို့အဲ့ဒီယုံစားလွယ်ခြင်းနောက်ကျွန်တော်တို့ကအုံနောက်ကအဲ့ဒီယုံမှားခြင်းနေအစွန်းတွေကိုရောက်သွားတဲ့အဓိကပြဿနာဆောလို့ဖုန်း social media တအားဆိုတာပဲကျွန်တော်တို့ကအဲ့ဒီလိုပဲမဆန်းတဲ့ဟာကျွန်တော်တို့ကအဲ့လို तू က social media ရဲ့အသဘောကကိုရေးတာကို तू များတယောက်မှပတ်ဘူးကိုကတယောက်တည်းရေးတော့ဘာပဲဖုံးဖို့ပဲရေးမှာဖုံးဖို့ကုန်ကန်ပြီးကိုကစာအုပ်ထည့်ရေးမှာပေါ့မဟုတ်ဘူးလူများဖတ်မှာ သူများလည်း like လေးများလုံးမှာ comment လေးပြန်ပေးမှာကြိုက်တော့လေ तू ကရိုးမရေးတော့ရိုးရေးလူကစိတ်ဝင်စားအောင် object ဆိုတော့ object ဒီဘာမှမဟုတ်ပါဘာဟုတ်ဘူးဖတ်ဘူးပေါ့ရိုးပဲ object အဲ့လိုမရေးဘူး object ကြ object ဒီနီခင်စောနဲ့ဘာမှမပတ်သက်ပါဟေးအဲ့ကျရင်ဘာမှမပတ်သက်တာဘာမှကိုမပတ်သက်တာပဲအဲ့ဒါယူလေအဲ့ဒါကျရင်ဟေးဘာမှမပတ်သက်ဘူးလေအဲ့တော့သူဝိုင်းစုခိုင်တင်းကြီးများပတ်သက်လားမသိဘူးလုံနေတာတွေးနေတာသိလားမပတ်သက်ပေါ့ဆိုမပတ်ကိုမပတ်သက်တာဒါပေမဲ့ object သူ့ကပတ်သက်ကျွန်တော်လုံတာဖို့အမှန်နည်းဂျင်းများခေါ်တယ်ဗျဂျင်းဆိုတာသိလားလူငယ်တွေဂျင်းထဲက Facebook ကအမှန်နည်းဂျင်းများရှင်းပြောတော့ကျွန်တော်အင်္ဂလိပ်ဆို half truth လို့ခေါ်တယ်တဝက်ပဲမှန်နေဟာတွေပဲအဲ့ဒီ social media တဝက်မှန်တာဆရာပါလဲလို့မင်းကျွန်တော်ခင်ဗျားတို့ပြောလိုက်မယ်ရှာဝင်တယောက်စီတွားပြီးစေးတောင်းတဝက်မှန်နေစေးတောင်းတောက်ကြည့်ပါလားသေမှာပေါ့တဝက်ပဲမှန်တာဟုတ်တဝက်မှန်တာဆိုတာလုံးမှားကြည့်မယ်စေးရဒီတဝက်ကမှန်တယ်ဒီတဝက်ကမှန်တောက်ကြည့်ပါလားတောက်ကြည့်လေအလားပေါက်ပြီးတောက်ကြည့်လိုက်ပါလားဂွိသွားမှာပေါ့တဝက်မှန်ခြင်းဆိုတာလုံးမမှန်ခြင်းပဲကျွန်တော်တို့ကအဲ့ဒါတွေကို तू ကလို့တော့ကျွန်တော်တို့လေအခုအဲ့ဒီလိုအစွန်းတွေကိုရောက်ဒေါသတွေတော့ကျွန်တော်တို့ကတော့ကျွန်တော်မြန်မာလူမျိုးတွေကျွန်တော်ပြောပြစီမရင်ချစ်ဘူးတိတ်နုနေလွန်းတယ်ဘာလို့လဲဆိုတော့စာဖတ်အားနေတော့လူဟာရင်းချစ်မှုနေသွားစာအုပ်ကိုမဖတ်ကြဘူးအဲ့အပုတ်ပဲစာပဲပုတ်အဲ့တော့ရင်းချစ်မှုတော့ဒီနေ့အားနေတယ်အဲ့တော့မြန်မာကဘာလဲဆိုတော့အမြဲတမ်းအစွန်းတွေရောက်ဒေါသတွေထစ်ကနေဆိုရင်လေထစ်ကနေခါတော့နဲ့ဒီဘက်ကခွိမုံဝီခွားတွေအကုန်ထွက်ဟာတော်ဆိုးတာဟုတ်အဲ့ဒီလိုကျွန်တော်တို့အစွန်းရောက်တဲ့တဝက်အမှန်တည်းနေကျွန်တော်တို့များရောက်လေ
ဘသူတွေဝင်တာလဲဆိုသဘောထားတင်းမှတဲ့လူတွေအာနာရှင်တွေကခမများတို့လို့ကျွန်တော်တို့လူတွေများလေဟဲ့သူ့အတွက်ရေကံမြေကံကောင်းနေပဲတိတ်ပျော်တာတိတ်ပျော်တာဘာလို့ကျွန်တော်တို့အဲ့လိုထစ်ကနေရှင်ဘာလေးခါလေးနည်းနည်းတို့လည်းကွဲပြေသွားမဲ့ဟာတွေကိုသူအကုန်လုံးတော့တာခမများတို့အခု ICG ပြဿနာပေါ့ကျွန်တော်တို့ခါပြီလေဘာလို့လဲဆိုကျွန်တော်တို့ရင့်ကျက်မှုနေခဲ့တာဟုတ်ကျွန်တော်တို့ရင့်ကျက်ဖို့လိုပြီကျွန်တော်တကယ်ပြောတာကျွန်တော်တို့ကအဲ့ဒါကိုထင်းနေတာအဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့အခု social media သုံးတဲ့အခါမှာဘာနဲ့တူလဲဆိုတော့ခင်ဗျားတို့လေတူစည်းဆိုတာကြားဘူးလားတူစည်းဆိုတာလေကြားဘူးလားမသိအေးပြောနေလားမသိအေးလေကျွန်တော်လည်းအချင်ပါလေတူစည်းရလေအဲ့ဒီသူများကိုနှာခေါင်းတော့မျက်စိဒီလိုတို့ရင်မင်းကလေးဟာတတိယတော့ဘွားပြတ်သွားပြီတချို့တို့ကလေးတော့ရမှတတိယယောက်ျားလေးတို့လိုက်တယ်ဟာပါရင်ပစ္စည်းအကုန်ကုန်သွားကားကြီးရောက်မှဟိုတနေ့ကလည်းမောင်သားချိုးဆိုင်ကြီးမောင်သားချိုးတို့သေးမိရဟာကားကြီးရောက်တော့စပယ်ရလို့ရှာကြီးဘယ်သွားမလို့လုံးနဲ့အကုန်ဆင်းသွားပြီတဲ့ကျွန်တော်လည်းကားသိမ့်တော့မယ်သူချီဟုတ်လားအဲ့ကျမှအပေါ်မျိုးကြည့်တော့အိတ်တွေမရှိတော့အောက်ငုံကြည့်တော့မောင်သားချိုးစိတ်တက်တိတ်ကောင်းတာပဲသိလားတော်သေးတယ်ကွာတငယ်ချင်းရတယ်ပစိုးချွေယူမသွားဘူးတဲ့ဝင်းတာနေတာအဲ့ဒီတော့တကယ်တူစီရအဲ့ရမဟုတ်ဘူးတကယ်တူစီရသူလည်းသိလားကျွန်တော်တို့ဖုံးကိုပုတ်ခမများတို့ကိုယ့်ဘာသာကိုပတ်ဆံကိုဖုံးမို့အကုန်ခံပြီးပုတ်ပြီးခဲတို့ခေါင်းကိုခမတို့အုံတော့ခဲတို့အတွေးခေါ်တို့နေတဲ့တူစီသည်အဆိုးဆုံးတူစီအဲ့ဒါဒီဟိုအားမှ3ရက်ပဲမေ့တာ3နာရီပဲမေ့တာခမများတို့ကလေတစ်သက်လုံးစာမေ့တာဘဝတစ်ခုလုံးမေ့သွားတာဘာလို့မေ့လဲအမှန်တရားနဲ့ဝေးသွားတာအဲ့ဒီတူစီ Facebook တူစီကိုခမများတို့ကျွန်တော် Facebook ကိုမသုံးနဲ့မပြောဘူးရှင်းကျင်တုံတရားနဲ့သုံးရမှာကျွန်တော်တို့နီးပညာတွေခမများတို့တော့အခုကျွန်တော်တို့ဗမာတွေတော်တော်ကိုကြံခဲ့ပြီကျွန်တော်ကြံခဲ့ပြီကျွန်တော်မကြောက်ပါနဲ့ကျွန်တော်မှီပါတယ်တခုတော့ရှိရင်စာလေးနည်းနည်းပြန်ဖတ်မယ်စာဖတ်ပါကျွန်တော်စာဖတ်မှာစာအုပ်ကိုဖတ်မှာစာဖတ်တာအမှန်တရားပါကိုကျင်တရားကောင်းတာအမှန်တရားပါတီလာဆောင်တာအမှန်တရားပါအမိုက်မပစ်တာအမှန်တရားပါရှိကန်းရှိတာအမှန်တရားပါကျွန်တော်တို့ဗမာလူမျိုးတွေကသိပါလေမနဲ့မိုးလင်းနဲ့သိတာပါကျွန်တော်တို့ဆိုင်ဘုတ်တွေလည်းကျွန်တော်တို့ဘာဘာမှာကျွန်တော်တို့မြန်မာပြည်ကဆိုင်ဘုတ်အများဆုံးကျောင်းတော်မှာဟိုမှာတွေ့လာအများကြီးပဲတီလိုဆိုင်ဘုတ်တွေအများကြီးရှိတယ်ပြင်များတွေကနှလုံးလာတော့ဘယ်သူရေးမှလည်းမသိဘူးအလို့လည်းမရအောင်ဟောက်ဆိုပြီးတော့ကြမေ့သွားလေတကယ်ကိုအင်မတန်ကောင်းတဲ့စာသားကောင်းတယ်ဘာလို့ကောင်းလဲတိုင်ပွဲဝင်ပြန်ရင်အဲ့ဒါအလေးချက်တာဟင်းဗမာရီမစင်းစားဘူးဟိုတလောကလည်းကလေးလေးတယောက်မေးတယ်နှစ်ငါးလီဘယ်လောက်လဲဆို30တဲ့ဟာတော်တာသားလေးဆိုငါးနှစ်လီဘယ်လောက်လဲဆိုတင်ရသေးဘူးတဲ့တကယ်ကျွန်တော်တို့ကအဲ့အတိတရားကိုကျွန်တော်တို့ကသွားမှာအဲ့တော့ကျွန်တော်ပြန်ကျွန်တော်ဘယ်နှလားရှိသွားရင်ခဏကြည့်လိုက်48မိနစ်မဆိုသေးပါဘူးဒါမဲ့ကျွန်တော်မြန်သိမ့်မှမယ်နော်ကျွန်တော်တို့ကိုအဲ့ဒီတိမ်ဖုံးလာခြင်းသည်နင်းအစိုးရစနစ်ကြီးကကျွန်တော်တို့ကစနစ်ကြီးပြန်ညာကျွန်တော်တို့ပညာရေးကိုညာကျွန်တော်တို့ကပညာရေးကိုပြန်ညာအဲ့ဒီလူနဲ့လဲပြီးကျွန်တော်တို့ရဲ့စောသွားပြောတဲ့အမှန်တရားတွေဥတွေယုံတကယ်အမှန်တရားအုံနောက်ကမှန်နေဟာအမှန်ပဲဗျဒါမဲ့ကျွန်တော်တို့တွေအကုန်ဒီခံစားမှုကိုသိပြီးတော့အလေးပေးကြတယ်ခံစားမှုကိုဘယ်လိုလေးပေးသိလားအော်ဘီဂျီကိုမစားနဲ့အရက်မတောင်းနဲ့အုံနောက်ကသိရယ်အော်ဘီဂျီဘယ်လိုအော်ဘီဂျီဟိုအဲ့လိုအုံနောက်ကသိမှနှလုံးသားပါဗျာအေးပါကွာမင်းပြောတာငါသိပါလေငါလီအရက်ကိုလီနည်းနည်းလေးပဲတောက်အေးပါမင်းနည်းနည်းသိကြရနော်အေးပါနည်းနည်းလေးပဲနည်းနည်းလေးပြီးတော့နည်းနည်းလေးထပ်တောက်မယ်နော်နည်းနည်းလေးနော်အဲ့လိုနဲ့တလုံးကုန်သွားရဲ့လှုပ်တင်တာကြတော့လှုပ်လေအော်ဘီဂျီမင်းဒီစာဖတ်တော့ဖတ်မယ်
နေ့ပြန်ကြဖတ်မယ်နော်မနေ့ပြန်ကြဖတ်မယ်ဟင်နော်မနေ့ပြန်မင်းဖတ်မယ်ပြောလေမနေ့ကပြောတာဤပါမနေ့ပြန်ကြပေါ့မနေ့ပြန်ကြနောက်မနေ့ပြန်ရွှေ့ကျွန်တော်ပြောပြရစီခမများတို့ဘဝမှာလေအလုတ်ချင်ဆုံးအလုတ်တွေကိုလုံမယ်ဆိုလို့လုံတဲ့တယ်လို့တွေးရင်လေ9စက္ကန့်တွင်ဆုံးဖြတ်ပြီးလုပ်ပါလုပ်လိုက်ပါချက်ချင်းလုပ်ပါချက်ချင်းမလုပ်တာနဲ့ခမများရဲ့နှလုံးသားအညာတရားတွေထပ်ထွက်လာရှင်ကြီးတွေထပ်ထွက်ရှင်ကြီးမထွက်ခင်ရှင်ကြီးအတွက်ကိုခမများ9မိနစ်9စက္ကန့်ပဲချိန်ရတယ်9စက္ကန့်လုံတဲ့တယ်တွင်ချက်ချင်းထားလုပ်ပါမလုံချင်တဲ့အရာဆိုနောင်နေရွှေ့လိုက်ပါမနဲ့ပြန်လို့ရွှေ့ပါမယုံရင်ခင်ဗျားတို့ဒီအလုပ်ဒီမဟုတ်တဲ့အကုသိုလ်ဒါမှမဟုတ်တဲ့ဒေါသမဟုတ်တဲ့စကားပြောခြင်းနဲ့ဆိုကဲငါမနဲ့ပြန်မှာပြောမယ်မယုံရင်ရွှေ့လိုက်ရွှေ့လိုက်ဘာလို့ဆိုအမေခိုင်းတာလဲမနဲ့ပြန်ရွှေ့ပြီးမလုပ်ဖဲနေတာတစ်သက်လုံးလေကျွန်တော်တို့မနဲ့ပြန်ကိုရွှေ့လိုက်ရင်ဘယ်တော့မှမလုပ်ဖြစ်ဘူးလှုပ်ချင်လှုပ်တဲ့လှုပ်ထိုက်တာကိုခုချက်ချင်းလှုပ်ပါမလှုပ်တဲ့မလှုပ်ထိုက်တာကိုတော်ကြာလို့ရွှေ့လိုက်ပါအဲ့ဒီဟာဒီ formula ပဲအဲ့ဒါဒီဘဝရဲ့ formula ပဲစာဖတ်မယ်ကျွန်တော်ရိုးလေးပဲခင်ဗျာမလားမြန်ညောင်းတောက်ကြီးတုံးလို့မလုပ်ပါနဲ့မလုပ်ပါနဲ့အများကြီးမလီပင်မန်းသွားမယ်နော်ပင်မန်းသွားမယ်တကြောင်ပဲဖတ်ပါဟိုင်းတို့ဒီနေ့မတ်ကျူးကိုချစ်တဲ့အတွက်တကြောင်ဖတ်မယ်တော်ပြီပေါ့လမ်းကြတကြောင်မယ်အိမ်ရောက်ရင်တကြောင်ပဲဖတ်နော်မိတ်ရှင်နေရင်တော့နှစ်ကြောင်ဖတ်ပေါ့ဗျာတကြောင်ပဲစာဖတ်နော်ဟာဒီလောရှိတဲ့ကြောက်တုံးအပုံကြီးဆိုတော့အတုံးပုံကြီးပါတော့လောအပုံကြီးလောအတုံးနေပေါ့အဲ့ဒီကြောက်ကိုဟိုအပေါက်ဝါကိုရွှေ့ဆိုကျွန်တော်ရွှေ့မှာပေါ့တုံးချင်းရွှေ့သွားမယ်နည်းနည်းပြင်းဒီကနေလှမ်းပေါက်နည်းနည်းအရှင်ပြေဘယ်သူမှမရှိဘူးမမြင်တော့ဘူးဆိုရင်ပစိုးတဲကိုထည့်ပြီးပစိုးပါမပြီး50လုံးပေါ့ရွှေ့မယ်ကျွန်တော်2နာရီ3နာရီကြာမယ်တနေ့ကုန်ကြာမယ်ကျွန်တော်ဘလို့ပဲဖြစ်ဖြစ်ဟိုက်လောရှိတဲ့ကြောက်ပုံကြီးอ่ะဟိုတနေ့ကုန်သွားရင်ရောက်ပါလိမ့်မယ်ဒါမဲ့တင်ရင်ပြီးသက်ကြီးဟာရီလောကြီးတဲ့ကြောက်တုံးကြီးတုံးနဲ့ကိုကျွန်တော်ဟိုအပေါက်ဝရှိခိုင်းကျွန်တော်လေးအီးရာထွက်သွားမယ်တစ်စက်မှမရွေစစ်ချခမများတို့လေဘဝကိုခမများတို့အခုနှလုံးသားနဲ့အုံတော့ကွာဟလာခြင်းသည်တရက်ထဲဖြစ်ခဲ့တာမဟုတ်ဘူးငယ်ငယ်လေးတည်းကအဲ့လိုဖြစ်လာတဲ့အတွက်ကျွန်တော်တို့အဲ့ဒါကိုပြင်ရမယ်ကျွန်တော်တို့ကလေစောစောကဆရာမကြီးပြောသလိုပါပဲတောင်မော်တက်ရင်လေချက်ချင်းမတက်ရဘူးအေဝရက်တောင်နဲ့ဆရာမကြီးတက်ပူတယ်အေဝရက်တောင်မဟုတ်ပါဘူးအောက်ခြေစခန်းမှာတော့ကြအထင်ကြီးနေဦးမယ်အဲ့ဒီအောက်ခြေစခန်းလေးရောက်ဖို့တော့ဂျားထဲမှာ2ရက်နာရတယ်ဘာလို့လဲဆိုလေအဲ့ဒီပေါ်ပါတဲ့တန်ကိုလီပါတဲ့တန်ကိုမခံနိုင်ဘူးခန္ဓာကိုယ်ကအကျင့်မရအောင်တရက်နေအကျင့်ရပြီဆိုမှနောက်နေတဲ့ကျွန်တော်တို့ကအဲ့လိုတစ်ခုပြန်ကျင့်ပါလေကျွန်တော်တို့အခုဒါလောက်ဖြစ်နေကျွန်တော်မသိလို့ဘာလဲဆိုတော့9နှစ်ကောင်လို့ပေါ့9နှစ်ကောင်က9ကြီးတစ်ကောင်နဲ့9လေးနှစ်ကောင်နဲ့ဒီလိုဖြတ်သွား9ကြီးကလှမ်းမိတယ်ဟေးတဲ့မင်းတို့ဟို तू ကစမ်းကြည့်ပဲလားဒီဘက်က2ကောင်ကဒီလိုလားဟိုဘက်က9ကြီးတစ်ကောင်ဒီလိုလားဘယ်လို9ကြီးရလှမ်းမယ်ဟေးတဲ့မင်းတို့ဟိုဘက်ကရေတန့်ရလားကြော်သွားဟိုကောင်ဒီဘာမေးမှမသိဘူးသိလားပြီးတော့မှအဲ့ဒီ9အသေး2ကောင်ပြန်တယောက်ချင်းပြန်ပြောလို့ရေဆိုတာဘာကိုပြောရတယ်ရင်နဲ့မိမိဒီရေထဲမှာကြာနေလိုက်ရေကိုမိတယ်ကျွန်တော်တို့အခုမတိချင်းတရားထဲမှာကြာနေတော့မတိချင်းတော့ဗာလဲရင်ဆိုရင်ရေထဲက9လို့ဖြစ်လာကျွန်တော်တို့ဟာဘာနဲ့တူလဲဆိုကျွန်တော်တို့မျက်မမြင်တယောက်ကအိမ်ကြီးချင်းရွာတငယ်ချင်းရှိတဲ့ရွာကိုသွားစကားကြီးပြောပေါ့အလေသွားလာပေါ့မျက်စိမမြင်ဘူးတောင်မွေးလေးနဲ့တကယ်ချင်းနဲ့စကားပြောရင်းနဲ့မိုးချုပ်သွားရောမိုးချုပ်သွားတော့အဲ့ခေတ်ကမီးတိုင်းနေပါမရှိဘူးဓာတ်မီးတွေမရှိဘူးရွာပါဆိုမှအဲ့နဲ့သူ့ရွာသူကဲတဲ့ငါပြန်တော့မယ်တဲ့မိုးချုပ်ပြီတဲ့အေးပြန်တော့ဆိုတကယ်ချင်းကဘာလုပ်လဲဆိုတော့ရောတကယ်ချင်းနဲ့မီးအိမ်လေးထုံးပြီးတော့လေမီးအိမ်လေးဟိုမီးတောက်ကလေးအဲ့လိုမီးညီပြီးထုံးပြီးရောတကယ်ချင်းနဲ့ဒီမီးအိမ်လေးယူသွားတယ်ဟာမင်းတော်စော်ကားပါလားငါမျက်စိမမြင်ဘူးလေတဲ့ငါလာတော့နဲ့တောင်မွေးတဲ့လာလေးဟေးမဟုတ်ဘူးတကယ်ချင်းတဲ့မင်းမမြင်မှလည်းသိရဒါမဲ့မင်းကိုခလုံးဝင်တိုက်သွားမှာဆိုလို့မှောင်နေတော့အေးဟုတ်သားပဲတဲ့အဲ့နဲ့ကာယပြီးသူလျှောက်လမ်းတော့ကြတော့လူတယောက်နဲ့ဗျာလူတယောက်ကအုပ်ဆိုဝင်တိုက်အောင်တ
သူဒုံးတော့ဖြစ်တော့ပေါ့ခင်ဗျာမိုက်ရိုင်းလိုက်လားဒီမှာလေကျွန်တော်မီးအိမ်ကင်ထားတယ်လေဆိုတော့မှဟိုဘက်လူကဘာပြန်ပြီးတော့ခင်ဗျာကိုမီးအိမ်မီးငိမ့်နေမှမသိလားခင်ဗျားတို့ကိုမီးငိမ့်နေလားမငိမ့်နေလားသိဖို့ကလေသူများထွန်းပေးသောမီးသည်ငိမ့်တတ်တယ်ပညာကိုဘာသာကိုထွန်းရတယ်စာဖတ်ရင်ဘာဖြစ်မလဲဟုတ်တယ်ထိုက်ကမှဖြစ်မယ်ကျွန်တော်တို့စာဖတ်ခိုင်းတာဒီလေဟာဒီဆေးတောက်တို့အင်္ဂလိပ်မဟုတ်ဘူးစာဖတ်ပြီးရင်လေပြန်စဉ်းစားရတယ်စာဖတ်ရင်လေချက်ချင်းပဲဟာမှမရဘူးခင်ဗျားတို့ကစာဖတ်ပြီးအဲ့ဒီစာဖတ်ပြီးတော့ကိုယ့်ဘာသာကိုစဉ်းစားတတ်တဲ့ဓလေ့ရှိရင်အဲ့ဒီလူဒီလောကကြီးကိုကြီးစိုးတယ်ကျွန်တော်တို့တိုင်းပြည်ကကျွန်တော်တို့ကစာဖတ်ခိုင်းတာဖုံးမပုတ်ခိုင်းတာဖုံးပုတ်ချင်ပုတ်ပါစာဖတ်တာနဲ့ဖုံးပုတ်တာမတူတာကစာဖတ်တာဒီကိုယ့်ဘာသာကိုစဉ်းစားတဲ့အရာတွေများတယ်ဖုံးတို့ရုပ်ရှင်တို့ TV တို့ဆိုတာခင်ဗျားတို့ကိုတွားလိုက်စီလို့ပဲကြိတ်ပြီးသားအစာကိုပသက်သေးကိုညှစ်ပြီးထဲတာခင်ဗျားဝါးကြံမလို့စာဖတ်တယ်ဆိုတာကိုယ့်ဘာသာကိုအရွက်ကိုခူဝါအသားကိုဝါကြေအောင်ဝါကစီထွက်အောင်ဝါပြီးမျိုးချကိုယ့်ဘာသာကိုအစာချရဆိုအဲ့ဒီလိုခန္ဓာကိုယ်ကြီးအစ်စ်ကိုရမှာမဟုတ်ရင်ခင်ဗျားတို့အာဃာတတဲ့ရင်မှုတွေလို့ခင်ဗျားတို့အဲ့ညှစ်ဘူးတွေနဲ့ drip တွေပဲတွင်းပြီးကြာနေအဲ့ဒီလိုအသက်မရှိဘူးကျွန်တော်ပြန်ပြောပြရစီဟာဒီခွက်လေးကျွန်တော်ဒီကနေပြီးတော့နည်းနည်းရွှေ့ဘာဖြစ်ဘူးလေရွှေ့လေရွှေ့ဘာဖြစ်ဘူးရွှေ့ဘာဖြစ်သေးရွှေ့ဘာဖြစ်ဒီလောက်ရောက်သွားရင်ဆက်ရွှေ့လို့ရအောင်မလားပြုတ်ကြမှာပေါ့ကျွန်တော်တို့နိုင်ငံလွန်ခဲ့တဲ့85နှစ်လောက်ကလွတ်လပ်ရေးရပြီးတော့ကျွန်တော်တို့အခုလှုပ်လာပြီဒါပေမဲ့ကျွန်တော်တို့နောက်85နှစ်တိုင်းပြည်ကြာအောင်မထင်လို့လားမကြာဘူးလူဆိုတာမျိုးသုံးတတ်တယ်တတ္တဝါဆိုတာမျိုးသုံးတတ်တယ်ပင်လေတောင်သေတတ်တယ်မြစ်တွေဒီတင်ရင်ဟိုဘက်နာဝါဘလောက်တော့မြစ်တော့သေသွားပြီသေသွားရင်ဘယ်တော့မှပြန်မရှင်းဘူးမြစ်ကိုပြန်ပြီးရေသွင်းရေမြောင်းမရမယ်မြစ်မဖြစ်ဘူးအသက်တက်ပြောက်သွားတယ်အော်ဘီဂျေကိုမယုံရင်ခဏလေဝင်းလိပြီးပြန်ပြီးအသက်ထည့်ကြည့်မရဘူးစိတ်ချခမများတို့ဟာဒီမြန်မာပြည်ရဲ့အခုနောက်95နှစ်မနေတော့ဘူးခမများတို့ဒီတိုင်းနေနောက်95နှစ်ခမများတို့စာပေဟောပြောပွဲခမများတို့သားသမီးတွေခမများတို့မိမိတွေနောက်စာပေဟောပြောပွဲနောက်အကျဉ်း95နှစ်မြောက်လွတ်လပ်ရေးနေ့ကိုတော့ရမယ်150မြောက်လွတ်လပ်ရေးနေ့ဆိုတာမြန်မာပြည်မှာမရှိတော့စိတ်ချဘာလို့လဲ तू ကအခုဒီချိန်ရောက်နေပြီအခုတော့ ICJ တွေပဲဖြစ်ကုန်ပြီကျွန်တော်တို့အခုအစကအရာရာအကုန်မရှိတော့ဘူးအော်ဘီဂျက်ဒီအင်ကြီးအစဟာဒီအင်ကြီးထိုင်းရဟိုင်းဆွကျအိန္ဒိယဟာဒီပစိုးတရုတ်ဒါတွေလည်းနိုင်ငံခြားရဲ့အော်ဘီဂျက်တကူလုံးတော့မြန်မာပြည်တခုပဲပါဘာကြီးอ่ะလူပြောတာတကူလုံးပြောတာပွက်မတွေ့နဲ့အောင်ကျွန်တော်တို့မရတော့ဘူးနော်ဒါပေမဲ့ကျွန်တော်ပြောပြစီတညင်ကမရှိများကျွန်တော်မရဲတရေကျွန်တော်ဆရာတို့အားလုံးကိုတောင်းဆိုပြစီကျွန်တော်ဟိုတလုံးက Facebook မှာဓာတ်ပုံလေးတစ်ပုဒ်တွေ့စစ်ဘေးရှောင်စခန်းကလေးမလေးပုံခါတစ်ပိုင်းလောက်ဒီလောက်ကိုတစ်ပိုင်းလောက်ပဲပါထိုင်နေငေးနေသပင်လေးရတယ်လေဖွာနီးကြောင်ကြားလို့သူ့နောက်မှလေးဘာမှမဟုတ်မီးကိုလိုမြူငွေ့လိုဒါပဲမျက်လုံးလေးကိုကြည့်အဲ့ဒီဓာတ်ပုံလေးနော်ဓာတ်ပုံအသေးလေးဓာတ်ပုံလေးဟိုကောင်မလေးကငေါ့လို့ဒီထိုင်သူ့မှလေးမျက်ရည်လေးတွေကလေကြားနေတဲ့အစီကြောင်းလေးကလေ6နေပြီမျက်ရည်က6နေပြီဒါပေမဲ့စီကြောင်းလေးကပေါ့တော့သူကြီးနေဦး6နေပြီမျက်သူ့မျက်လုံးကြည့်တော့လေကျွန်တော်သိလိုက်တယ်သူ့မိဘနှစ်ပါးမရှိတော့သူ့မျက်လုံးကြည့်လိုက်ကျွန်တော်သိကြတယ်သူ့တငယ်ချင်းတွေမရှိတော့ကျွန်တော်သူ့မျက်လုံးကြည့်တယ်သိကြတယ်သူ့ပညာသင်ရာကြောင်းမရှိတော့သူ့ဘေးမှာဘာလွယ်အိမ်မှမရှိဘူးသူလွယ်အိတ်ကိုပြန်ယူလောက်အောင်စစ်ကမဆောင်သူ့မှာညီကိုမောင်နှမတွေမရှိတော့ဘူးကျွန်တော်အဲ့ဒီဓာတ်ပုံလေးကိုဓာတ်ပုံဆရာရေးတဲ့စာသားတချောင်းနေပဲကျွန်တော်စုသွားတယ်
တော်ကြပါတော့ဗျာကျွန်တော်တို့အဲ့ဒီလိုအစွန်းရောက်နေတော့မရင်ကျက်တော့နုနယ်လွန်သောစိတ်တွေတော်ကြပါတော့စာဆိုတာဖတ်ကြမလို့ဖတ်လေအလကားပဲဆိုတဲ့ဟာတော်ကြပါတော့ခမများတို့စာဟာလေးဖတ်ပြီးချက်ချင်းဟိုက်လို့ချက်ချင်းရတဲ့အရာမဟုတ်ဘူးစာဖတ်ပြီးတွေးခေါ်ပြီးတော့ရလာတော့အတိတ်ဒီခမများတို့တာသမီခမများတို့ဘောတဲ့အင်မတန်ကောင်းသောအတွေးခေါ်တိုင်းပြည်အတွက်အင်မတန်ထောက်ပံ့တော့ဟာပါကျွန်တော်တို့စာဆိုတာအဲ့လိုဖတ်ပြီးမိမိရဲ့အတွေးနဲ့ပေါင်းဆက်ပြီးလောကကြီးကိုကျွန်တော်တို့အဲ့ဒီကိုကျင်တရားဆိုတာတော်ပါပြီကွာမလိုပါဘူးအရှင်ပြည့်တယ်လို့ပဲလောက်ကြမိုးကားရီတောက်ကြဖို့ဆိုရအကျင့်လေးတွေတော်ကြပါတော့ကျွန်တော်တို့စိတ်ရင်ဟာဘုန်းကြီးဟောတဲ့တရားကျွန်တော်တို့ဘုန်းကြီးတွေဘလောက်ဟောကြည်ညိုတဲ့ခေါင်းဆောင်ဘလောက်ပြောတကိုးရှင်ဟာဘလောက်ပြောမိဘဘလောက်ပြောကျွန်တော်တို့မလုပ်ပါဘူးကျွန်တော်တို့ကိုယ့်ဘာသာကိုရင်ထဲကလှုပ်ချင်မှလာလှုပ်တာပါအဲ့တော့ကိုယ့်ဘာသာကိုလှုပ်ချင်တဲ့စိတ်ကလေးနည်းနည်းမွေးပါတော့တိုင်းပြည်ကိုလေကျွန်တော်တို့အဲ့ဒီစစ်ဘေးရှောင်စခန်းကလေးကိုကျွန်တော်တို့အခုခမများတို့အိမ်မှာခြေမွေးမိမလောက်လက်မွေးမိမလောက်နဲ့ကလေးလေအဲ့ဒီကလေးနဲ့အတူတူပဲဟာဘဝချင်းกว่าမဟုတ်ဘူးအဲ့ဒီကလေးမျောလင်းချက်ရှိတော့တယ်လို့ကျွန်တော်တို့တားသမီးလေခမများတို့ကျွန်တော်ဒီတိုင်းနေမျောလင်းချက်မရှိဘူးအနာဂတ်မရှိဘူးအနာဂတ်ဒီစစ်ဘေးရှောင်စခန်းနဲ့ကဲသေးစခန်းမရှိတယ်ကျွန်တော်တို့အနာဂတ်ကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကိုဆရာကြီးဆောသွားပြောတယ်မှာပါပြီးတဘာဝပတ်ဝန်းကျင်ဆိုတော့ဒီ environmental knowledge မရှိရင်လည်းကျွန်တော်တို့မရဘူးတဘာဝရာသီဥတုပြောင်းလဲခြင်းကိုကျွန်တော်တို့အောင်ဝင်ကြနေနိုင်တဲ့စိုက်ပျိုးဘူးသူရမရှိရင်ကျွန်တော်တို့မရဘူးကျွန်တော်တို့အကောင်ကတော့ခုသူများပြောပြီးပိုကြီးပိုကိတ်ပိုထွားဆိုကျွန်တော်တို့အဲ့ဒါသုံးဖို့လောက်ပဲသိရင်မရဘူးကျွန်တော်တို့အဲ့ဒီလိုဆက်ပြီးကျွန်တော်မနေတဲ့လူတွေဖြစ်အောင်ကျွန်တော်တို့လေဆရာတို့နည်းနည်းလေးပဲစပြီးတော့ပြန်ကြိုးစားပေးပါဗျာကျွန်တော်တို့အချိန်မရှိတော့ဘူးကျွန်တော်တို့လုံးဝအချိန်မရှိတော့ဘူးကျွန်တော်တာသမီတွေဒီလေအဲ့ဒီနောက်တစ်ချိန်မှာအဲ့ဒီစစ်ဘေးရှောင်စခန်းနဲ့အတူတူပဲလေသူတို့ဘဝလည်းအားပဲသူတို့ကျွန်တော်တို့မိဘရှိမယ်ကျွန်တော်တို့ဒီအသက်တန်းတူသောမိဘအလိုလိုဖြစ်နေကျွန်တော်တို့ကဘုံမချဘဲနဲ့ကျွန်တော်တို့အလိုလိုမြန်မာဒီကောင်းမှာတက်တန်းတူသောဘာဘုံမှမချဘဲနဲ့ကျွန်တော်တို့ကအသိဉာဏ်ဘုံနဲ့ကိုကျွန်တော်တို့ကအခုတက်တန်းတူသောဖြစ်သွားပြီကျွန်တော်တို့ရဲ့ပညာရေးစနစ်ဒီပကံစီးတလားဆိုတဲ့ဟာကိုကျွန်တော်တို့မေးခါရတယ်လို့ပဲဟိုကလေးမလေးမျောလင်းချက်မရှိလို့ကျွန်တော်တို့မျောလင်းချက်မရှိဘူးကျွန်တော်အဲ့ကလေးမလေးကိုစားကျွန်တော်တို့မြန်မာပြည်လုံးကျွန်တော်အစားထိုးကြည့်တယ်ကျွန်တော်လည်းဒီတိုင်းပဲပညာရေးလည်းမပြုကျမ်းမာရေးလည်းကျွန်တော်မျောလင်းချက်မရှိဘူးဘာလို့လဲကျွန်တော်တို့အတိတရားဟာကျွန်တော်တို့အုံနောက်ကိုပြစ်ထားပြီးခံစားချက်တွေနောက်လိုက်တယ်အစွန်းတွေနောက်လိုက်တယ်ကျွန်တော်ပြန်ပြောပြရစီခင်ဗျားတို့ရဲ့နှလုံးသားနဲ့ခင်ဗျားတို့ရဲ့အတိညာတကယ်တော့ကဘာပေါ်မှာလုံးဝမလျော့ပါဘူးကျွန်တော်လူသားဟုတ်တော့ပါနိုင်ငံသားပဲလေဟိုပညာသင်မှုပါလေစာလဲတော်တော်ဖတ်ဖြစ်ပါလေကျွန်တော်အားကိုးပြရစီနည်းနည်းလေးဖြစ်စာဖတ်ပြီးပါအကျင့်တွေကိုလည်းကောင်းတဲ့ဟာကိုနည်းနည်းလေးဖြစ်ပြန်ကျင့်ပြီးတော့လောကရဲ့ကျွန်တော်တို့စောစောခံစားချက်နဲ့ဟာဒါဒီမယုံတော့ဆိုဘူးလေကျွန်တော်တို့တခွန်းနဲ့ဒီလိုအမှားတရားကိုပြန်အားပေးကျွန်တော်တို့အနာဂတ်အဲ့ဒီစစ်ဘေးရှောင်စခန်းကလေးလူဖြစ်သွားမှာပေါ့ဒါကြောင့်ကျွန်တော်အခုမရေတရေနဲ့ပဲကျွန်တော်တို့ဟာအခုကျွန်တော်ပြောပြစီကျွန်တော်ယုံကြည်တာတခုကကျွန်တော်တို့ဟာလန်တလန်ကြာအောင်ပါပါကျွန်တော်တို့ဒီတိုင်းဆက်သွားရင်တော့မရဘူးသို့တော့ကျွန်တော်တို့ပြုပြင်ကျွန်တော်တို့နိုင်ငံတည်သူများနဲ့နောက်နှစ်20နှစ်ရှင်းနိုင်မယ်ဆိုတော့ကျွန်တော်ယုံပါလေသို့တော့တယောက်ချင်းအားလုံးကနည်းနည်းချင်းတယောက်ချင်းကပြင်မှသာကျွန်တော်တို့ဟာ2018ဖွဲ့စည်း2008ဖွဲ့စည်းပုံကြီးကိုပြင်ဖို့မလွယ်ပါဘူးဖြစ်ချင်လည်းဖြစ်မယ်ဒါမဲ့လေခမများတို့ရဲ့တယောက်ရဲ့ကိုယ်ပိုင်အကျင့်လေးနည်းနည်းပြင်မှုတော့လွယ်ပါလိမ့်မယ်အဲ့ဒီလိုနည်းနည်းဒီပြင်2008မပြောနဲ့ဘာဖွဲ့စည်းပုံမှမလိုတော့အောင်တိုင်းပြီးကောင်းပါလေလို့ပြောရင်ဒီကုန်းချုပ်ပါလေခင်ဗျ
မယုံဘူးကောင်းစဉ်ဖြင့်ဟောပြောပေးတော်ပါသောဆရာအော်ပီကျဲအားတန်လင်းမြို့နယ်စာပေချင်းမြတ်လူသူများအဖွဲ့ကိုစားကျေးဇူးထူးတင်ရှိပါရခင်ဗျာ